ကျွတ်တော့ဟာတစ်ခုခုကိုယုံကြည်မှလုပ်တာလေမယုံကြည်ရင်မလုပ်ဘူးဟုတ်တယ်မဟုတ်လားဒါဒီတရားဘာဝနာကြိုးစားပွားများအထောက်ခြင်းဟာဘလို့အကျိုးကျေးဇူးတွေရှိတယ်ဆိုတာကိုသိရင်သိသလောက်ဒီလုပ်ရဲ့ပေါ်မှာလုံးချင်ကင်ခြင်းစိတ်တွေထက်သန်လာမယ်ဒါကြောင့်မို့လို့အကျိုးကျေးဇူးကိုလည်းသိရမယ်ဒါဘုန်းကြီးနှစ်ပိုင်းပြောနော်တရားကိုဘလို့အထောက်ရမှာတော့ဟုတ်လားတရားအထုတ်ရင်ဘလို့အကျိုးကျေးဇူးတွေရမှာတော့ဘလို့အကျိုးရလက်ရှိမှာတော့ဒါကိုဘုန်းကြီးတို့ပြောမယ်အဲ့ဒါမြတ်စွာဘုရားကမဟာသတိပဋ္ဌာန်သုတ်တံမှာတရားဘာဝနာကြိုးစားအားထုတ်ပုံအားထုတ်နီလန်းပိုင်းဆိုင်ရာကိုအရင်မပြောသေးခင်မှာမြတ်စွာဘုရားအကျိုးရလက်ကိုအရင်ပြောတယ်ဒါလည်းပဲတစ်မျိုးစဉ်းစားကြရကောင်းတယ်တွေးကြရကောင်းတယ်ဩဆိုလူရဲ့စိတ်ဆိုတာကအကျိုးရလက်ကိုမြင်မှသာလေအဲ့ဒီအလုပ်ရဲ့ပုံမှာစိတ်ဝင်စားမှုကမြင့်တက်နိုင်တာ哦ဒါကြောင့်ဘလို့လုပ်ရမယ်၊ကိုင်ရမယ်ဘလို့ကြိုးပမ်းအထောက်ရမယ်ဆိုတဲ့နီလန်းပိုင်းကိုမပြောသေးခင်မှာအကျိုးကျေးဇူးကိုအရင်ပြောတယ်ဒီအလုပ်ကိုလုပ်လို့ရှိရင်ဒါတွေဖြစ်လိမ့်မယ်ဆိုတာကိုအရင်ပြောတာအခုဘုန်းကြီးလည်းပဲအဲ့ဒီအစီအစဉ်တိုင်းပြောမယ်နော်အခုဘုန်းကြီးတို့ဒီထဲမှာနော်အချိန်ကလေးယူပြီးတော့တရားနာယူခြင်းတရားရှုမှတ်ပွားများခြင်းဆိုတဲ့အလုပ်ကိုလုပ်မယ်ဆိုလို့ရှိရင်ဘလို့အကျိုးကျေးဇူးရမှာတော့ဧကာယနောယဘိက္ခဝေမေဃောတတ္တနံဝိသုဒ္ဓိယတောကပရိဒေဝနံတမတိကမာယဒုက္ခဒေါမနတနံအထင်ကမာယညာယတအဓိကမာယနိဗ္ဗာနတသစ္စိကိရိယာယယရိဒံစတ္တရောတတိပဋ္ဌာနာနော်ဒီပါဠိပိုက်လေးကတော့မြတ်စွာဘုရားရဲ့ဒေသနာတွေရဲ့ပေါ်မှာမျက်နှိုးမှုရှိမယ်ဆိုလို့ရှိရင်အလွတ်ရအောင်တောင်မှကြက်မှတ်ထားတဲ့နေလို့ဘုန်းကြီးကအဲ့လိုလေးမြင်မိတယ်ဒါကအလွန်အရေးပါတဲ့အကြောင်းအရာလေးတွေလို့ဆိုရမှာပေါ့နော်ဧကာယနောယဘိက္ခဝေမေဃောတတ္တနဝိသုဒ္ဓိယတောကပရိဒေဝနံတမတိကမာယဒုက္ခဒေါမနတနံအထင်ကမာယညာယတအဓိကမာယနိဗ္ဗာနတသစ္စိကိရိယာယယရိဒံစတ္တရောတတိပဋ္ဌာနာယဟန်တို့တဲ့အခုငါပြောမယ်ငါသင်ပြပေးမယ်ဒီနီလန်းအတိုင်းကျင့်ကြံကြိုးကိုအထောက်ကြမယ်ဆိုလို့ရှိရင်အကျိုးကျေးဇူး9မျိုးရရှိလိမ့်မယ်အဲ့ဒါကိုမြတ်စွာဘုရားကစိတ်ဝင်စားဖွယ်ကောင်းတဲ့အသုံးနှုန်းလေးနဲ့ဟောတယ်ဧကာယနောယံဘိက္ခဝေမေဃောဒီလိုလေးဟောတယ်ဒီလမ်းဟာတကြောင်ဒီသောလမ်းဖြစ်တယ်ဘယ်ကိုရောက်စေမဲ့တကြောင်ဒီသောလမ်းလဲဆိုတော့အကျိုးကျေးဇူး9မျိုးရရှိစေမဲ့စီကိုရောက်စေမဲ့တကြောင်ဒီသောလမ်းအခုပြောမဲ့အကျိုးကျေးဇူး9မျိုးကိုရကျင်တယ်ဆိုရင်ဒီပြင်နီလန်းမရှိဘူးအဲ့လိုကန့်ထုတ်လိုက်ရလဲရောက်တယ်ဒီနီလန်းအတိုင်းဒီလန်းစဉ်ကိုရှောက်မယ်ဆိုရင်ဒီအကျိုးကျေးဇူး9မျိုးကိုမုတ်ချရစေလိမ့်မယ်ဆိုတဲ့တဘာဝကိုလည်းပို့ပြီးတော့ခိုင်မာသွားစေတယ်စကားပြောကျွမ်းကျင်တယ်လို့ဆိုရမှာပေါ့နော်ဒီနီလန်းဟာတကြောင်ဒီသောလမ်းဖြစ်တယ်ဘယ်ကိုရောက်စေမဲ့တကြောင်ဒီသောလမ်းလဲအကျိုးကျေးဇူး9မျိုးရရှိခြင်းစီကိုရောက်သွားစေမဲ့တကြောင်ဒီသောလမ်းအကျိုးကျေးဇူး9မျိုးကဘာတွေတုံးဆိုတော့နံပါတ်1တတ္တနံဝိသုဒ္ဓိယကျင့်ကြံကြိုးကိုအထောက်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့ဖြူစင်တန်ရှင်းအပြစ်ကင်းလာလိမ့်မယ်တဲ့ဒါကဘဝမှာအလိုလားအဆုံးတနည်းပြောရရင်လေတတ္တဝါတွေအမျက်နှိုးဆုံးအည်အသွေးတစ်ခုလို့ပြောရမယ်တတ္တဝါတွေဟာဘာကိုချစ်မြတ်နှိုးဆုံးတုံးဘာကိုအမျက်နှိုးဆုံးတုံးလို့မေးလို့ရှိရင်စိတ်ဓာတ်ဖြူစင်တန်ရှင်းမှုလေးကိုချစ်မြတ်နှိုးမှုအရှိဆုံးပဲတန်ဖိုးအထားဆုံးပဲအလေးစားဆုံးပဲအဲ့ဒါကိုယ့်ကိုအခုစဉ်းစားကြည့်လိုက်ခုကျွတ်တို့မြတ်စွာဘုရားကိုတန်ဖိုးအရှိဆုံးလူသားတယောက်အနေနဲ့တကယ့်ကိုပဲအမျက်နှိုးဆုံးနေရာမှာထားပြီးတော့ကြီးညိုရတယ်ကိုးကွယ်ရတယ်ဆိုတာဘာလို့ကြီးညိုတာတော့ကိုးကွယ်တာဘုရားရဲ့စိတ်ဟာအဖြူစင်ဆုံးဖြစ်လို့ပေါ့ဟုတ်တယ်မို့လားအဖြူစင်ဆုံးဖြစ်လို့ပေါ့လူချင်းချင်းလည်းပဲဘယ်တိုင်းတာထိတယောက်ကိုတယောက်တန်ဖိုးထားကြသလဲတန်ဖိုးထားတာလေးတွေရှိတယ်နော်အဲ့ဒီတန်ဖိုးထားမှုဟာဘာကိုကြည့်ပြီးတော့အနေအမြင့်အတက်ကြဖြစ်နေတယ်လဲဆိုရင်သူစိတ်ဓာတ်လေးကိုကြည့်ပြီးတော့ပဲဖြစ်နေတာသူစိတ်ဓာတ်ကိုကောင်းလိုက်တာလို့ကိုယ်စိတ်ထဲကယုံကြည်ရင်ယုံကြည်သလောက်မဖြစ်တော့မျက်နှိုးတယ်တန်ဖိုးထားတယ်
ဒီချက်လေးကိုဘုန်းကြီးဟာစဉ်းစားမိသေးခြင်းတယ်ဟုတ်လားကိုယ်အပါဝင်လူသားအလုံးဟာဒီစိတ်ဓာတ်ဖြူစင်တန်ရှင်းခြင်းစိတ်အည်အသွေးမြင့်မားခြင်းစိတ်ဓာတ်ကောင်းမွန်ခြင်းကိုအလွန်တရာမှတန်ဖိုးထားကြတယ်ကိုတောင်သူများကိုအဲ့ဒါလိုသဘောထားတယ်ဆိုရင်သူများကလည်းကိုယ့်အပေါ်မှာအဲ့ဒါလိုသဘောထားလိမ့်မယ်ဆိုတာကိုလည်းတပြိုင်တည်းစဉ်းစားရမယ်ဒါကြောင့်ရှင်မမောက္ကလံပြောတဲ့စကားလေးတစ်ခွန်းတော့ဘုန်းကြီးကအမှတ်ရတယ်သူများစိတ်ဓာတ်တွေအောက်တန်းကြရင်ငါမုန်းတယ်မကြိုက်ဘူးမမျက်နှိုးနိုင်ဘူးအဲ့ဒါလိုပဲငါစိတ်ဓာတ်တွေအောက်တန်းကြရင်လေသူများငါ့ကိုမျက်နှိုးနိုင်ကြမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ကိုယ်စိတ်ကလေးကိုကောင်းမအောင်တည်ဆောက်ရမယ်လို့ပြောတယ်ဘလောက်သဘာဝကြတော့အဲ့ဒီတန်ဖိုးအထာဆုံးတနည်းအားဖြင့်လေတန်ဖိုးအရှိဆုံးဆိုတဲ့စိတ်ဓာတ်ဖြူစင်တန်ရှင်းခြင်းကိုတရားဘာဝနာကြိုးစားအထောက်ခြင်းအဖြစ်ရရှိလိမ့်မယ်ဝိသုဒ္ဓိယဝိသုဒ္ဓိဆိုတဲ့စကားလုံးလေးသုံးနော်တရားကတလုံးချင်းစီကိုအတိပ္ပယ်ကြည်ကြည်ပြန့်ပြန့်ပြောရင်တော့အများကြီးပြောလို့ရတာပေါ့နော်ဝိသုဒ္ဓိဆိုတာဘာတော့ဖြူစင်တာဟုတ်လားအဲ့တော့ဖြူစင်မှုကသူကအဆင့်ဆင့်ရှိတယ်နောက်ဆုံးဝိသုဒ္ဓိ9ပါးရှုတော့ကကြည့်မယ်ဆိုရင်ညာဏတတနာဝိသုဒ္ဓိဆိုတာမဲ့ညာကိုပြောတာသူကြတော့ဖြူရှင်မှုကအထွတ်ထိပ်ရောက်သွားတဲ့အတွက်ကြောင့်စိတ်ရဲ့သိနိုင်မြင်နိုင်စွမ်းအားအထွတ်ထိပ်ရောက်သွားတယ်ဒါကြောင့်သူကနိဗ္ဗာန်ချမ်းသာကိုတောင်မြင်နိုင်တဲ့အနေအထားတွေရောက်သွားညာဏတတနာဝိသုဒ္ဓိအဲ့ဒီဝိသုဒ္ဓိ9ပါးမှာဘယ်ဟာစတုံးဆိုလို့ရှိရင်သီလဝိသုဒ္ဓိယစဟုတ်လားသီလဝိသုဒ္ဓိယစနော်အဲ့တော့သီလဖြူစင်လို့ရှိရင်စိတ်ဖြူစင်တယ်သီလဖြူစင်ခြင်းဟာစိတ်ဖြူစင်ခြင်းကိုဓာတ်ရိုက်အကျိုးကျေးဇူးပြုနေတယ်သီလဖြူစင်ခြင်းဟာစိတ်ဖြူစင်ခြင်းစီကိုဆက်ရောက်စေတယ်ဒါကြောင့်သီလဝိသုဒ္ဓိပြီးတော့ဘာလာတော့စိတ်ဓာတ်ဝိသုဒ္ဓိလားစိတ်ဖြူစင်ပြီဆိုလို့ရှိရင်အယူတွေအမြင်တွေစင်ကြယ်တယ်ဒိဋ္ဌိဝိသုဒ္ဓိအဲ့လိုလာတာအဲ့ဒါဒီမှာကိုယ်စိတ်ကလေးကိုလုံးဝဖြူစင်တန်ရှင်းသွားစေခြင်းနဲ့ဆိုရင်မြတ်စွာဘုရားကအခုသူဆုံးမမဲ့သူသင်ကြားပေးမဲ့မဟာသတိပဋ္ဌာန်သုတ်တံမှာလည်းနိလန်းများကိုကျင့်သုံးရမယ်ဆိုတာကိုပြောတာနော်အဲ့တော့စိတ်ကလေးဖြူစင်တန်ရှင်းမှုတော့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲအကျဉ်းမြင်လေးနားလေစရာရှိတာကစိတ်ကအဖြူစင်တယ်ဆိုတာဘလို့ဖြစ်သွားတာကိုဖြူစင်တယ်ပြောတာတော့ညှဉ်းနှွမ်းမှုမရှိတာကိုဖြူစင်တယ်ပြောတာနောက်အင်ကြီးလေးတွေကြီးတွေပါတွေနော်ပေကျန်းနေပြီဆိုရင်လျှော်လိုက်ဖုတ်လိုက်တဲ့အခါမှာကြီးတွေညှော်တွေကင်းသွားတယ်အဲ့တော့ဘာဖြစ်သွားလဲဖြူစင်သွားတယ်ပေါ့နော်ညှဉ်းနှွမ်းမှုမရှိတာကိုပဲဖြူစင်တယ်လို့ပြောတာအဲ့တော့စိတ်ကိုညှဉ်းနှွမ်းစေတဲ့အရာကဘယ်အရာတွေတုံးဆိုတော့ရသော်ဘုရားကမလဆိုတဲ့စကားလုံးလေးနဲ့သုံးလုံးပြီးတော့ဟောတာရှိတယ်မလဆိုတာအညစ်အကြေးပေါ့အညစ်အကြေး၃မျိုးရှိတယ်တဲ့အဲ့ဒါကဘာကမလဆွဲမမှုဟာအညစ်အကြေးပဲဒေါသမလမကြည်မနှက်ဖြစ်နေတာစိတ်တိုင်းမကြဖြစ်နေတာဒေါသဟာအညစ်အကြေးပဲမောဟမလအမှန်တရားကိုမသိခြင်းဟာလည်းအညစ်အကြေးပဲတဲ့အဲ့တော့သတိပဋ္ဌာန်တရားကိုအထုတ်လို့ရှိရင်စိတ်မှာအဲ့ဒီဆွဲမမှုမကျေနပ်မှုအမှန်မသိမှုဆိုတဲ့အညစ်အကြေးတွေဟာတဖြည်းဖြည်းနဲ့နေပါသွားတယ်ဒါကြောင့်မြတ်စွာဘုရားတရားအထုတ်ပုံအထုတ်နည်းကိုစပြီးတော့ပြောတဲ့အခါမှာကာယေကာယ ानु ပတ္တိဝိရတိအတ္တပိတမ္ပဇာနောတတိမာဝိနည်းလောကေအဘိဇ္ဇာဒေါမနတကိုယုတ်ကာယကိုယုတ်ကာယဖြစ်နေတာလို့တတိဝရိယဉာဏ်ပညာဥရှိပြီးတော့အမှန်သိနေမယ်ဆိုလို့ရှိရင်အဲ့လိုသိမနေရင်ဖြစ်နိုင်တဲ့အဘိဇ္ဇာနဲ့ဒေါမနတကိုပယ်ခွာပြီးတော့ဒီလူဟာချမ်းချမ်းသာသာနေရလိမ့်မယ်လို့အဲ့လိုစဟောတာတရားရှုမှတ်နေရင်လောဘနဲ့ဒေါသကိုအဲ့ဒီရှုမှတ်မှုကပဲဖက်ခွာပေးနိုင်တဲ့အစွမ်းရှိတယ်အဲ့ဒါလေးကိုအဲ့ဒီကြတော့ဘုန်းကြီးနည်းနည်းလေးရှင်းပြမယ်နော်အခုပြောနေတာကအကျိုးကျေးဇူး9မျိုးတွေကနံပါတ်1အကျိုးကျေးဇူးလက်ရှုမှတ်ပွားများခြင်းဖြင့်အဲ့ဒီပုဂ္ဂိုလ်ဟာသူ့စိတ်နှလုံးရဲ့ဖြူစင်တန်ရှင်းခြင်းကိုရလိမ့်မယ်ဆိုတာကိုပြောတာနော်စိတ်နှလုံးဖြူစင်ဖို့အတွက်သတိပဋ္ဌာန်တရားဟာဒီကြောင့်ဒီတော့လမ်းတတ္တနံဝိသုဒ္ဓိယတောကပရိဒေဝနာသမတိကမာယတဲ့နှစ်မျိုးလေးတွဲပြီးတော့ဟောတယ်စိုးရင်ချင်းတောကနဲ့ငိုကြွေးခြင်းပရိဒေဝကိုလွန်မြောက်သွားစေလိမ့်မယ်တဲ့တော့ဒီအကျိုးကျေးဇူးနှစ်မျိုးကလည်းလေးလေးနက်နက်စဉ်းစားပြီးတော့ရလို့စိတ်ထက်သန်စေရမယ်ဟုတ်လား
စိုးရင်စရာတွေ့ရင်မစိုးရင်နဲ့အနေထားငိုစရာအကြောင်းတရားတွေကျုံလာပြီဆိုရင်မငိုတဲ့အနေထားကိုရောက်ဖို့ဘုန်းကြီးတို့ဟာကြိုးပမ်းအထောက်ရမယ်ကြိုးပမ်းအထောက်မှုမရှိဘဲနဲ့အဲ့ဒီအကျိုးရလဒ်မရနိုင်ဘူးကိုလည်းပဲအခြေအနေမှန်ကိုအရင်နားလည်ထားတဲ့နေတယ်လို့ဒီအချက်နဲ့ပတ်သက်ပြီးတော့ဘုန်းကြီးကပြောခြင်းသေးတယ်ကိုယ့်ရဲ့အခြေအနေမှန်ကဘာတော့ဆိုတော့စိုးရင်စရာတွေ့ရင်စိုးရင်ကြအောင်ပါငိုစရာတွေ့ရင်ငိုရအောင်ပါစိုးရင်စရာလည်းပဲတွေ့အောင်ပါငိုစရာကလည်းတွေ့အောင်ပါဒါကိုယ့်ရဲ့အခြေအနေမှပဲလူတွေကကိုယ့်ရဲ့အခြေအနေမှန်တွေကိုမသိဘဲနဲ့ပဲမတွေးမိဘဲနဲ့ပဲတတိလက်လွတ်နေနေကြတယ်လို့ဘုန်းကြီးကထင်တယ်နော်ကိုမဟုတ်တာကိုလည်းမဟုတ်ဘူးဆိုတာသိရမယ်ဟုတ်တာကိုလည်းဟုတ်တယ်လို့သိရမယ်အခုမဟုတ်တာကိုမဟုတ်ဘူးလို့မဟုတ်သေးတာကိုမဟုတ်သေးဘူးလို့သိရမယ်ဘုန်းကြီးတို့ဘဝမှာစိုးရင်စရာတွေငိုစရာတွေဆိုတာရှေ့မှာစီးကြိုနေတယ်အဲ့ဒါလည်းမလွယ်ဘူးဟုတ်လားအဲ့ဒါလို့စိုးရင်စရာငိုစရာနဲ့တွေ့ပြီဆိုရင်လည်းပဲစိုးရင်တတ်တဲ့ငိုကြွေးတတ်တဲ့အနေအထားမှာပဲရှိနေသေးတယ်စိုးရင်မှုငိုကြွေးမှုကိုကြော်လွှားသွားနိုင်တဲ့အည်အသွေးလည်းမရှိကြသေးဘူးအဲ့ဒါလည်းအသေးချာပဲဟုတ်လားအဲ့တော့စိုးရင်စရာနဲ့တွေ့လိမ့်မယ်ငိုစရာနဲ့တွေ့လိမ့်မယ်လို့ဘုန်းကြီးကဘယ်ချက်ကိုကြည့်ပြီးတော့တိတိကျကျကြီးပြောနေရတာတော့ဘာမှမခက်ပါဘူးဘုန်းကြီးတို့အစိုးရင်ဆုံးကိစ္စဘုန်းကြီးတို့စိတ်ထဲမှာငိုခြင်းစိတ်အပေါက်ဆုံးကိစ္စကြီးတွေဟာရှေ့ရစီကျိုနေတယ်အဲ့ဒါဘာလို့ဆိုတော့နာခြင်းနဲ့သေခြင်းပေါ့ဘဝကပြောရရင်ခါသိရဲ့နော်ဒါတွေပဲလေပိုက်ဆံဘလောက်ရှိအခြေအနေတွေကောင်းအောင်ကိုစွမ်းနိုင်တဲ့နည်းတွေနဲ့ဘလောက်ပဲစီမံဖန်တီးထလွတ်ကင်းခွင့်မရှိဘူးဒီတဘာဝနာရလိမ့်မယ်သိရလိမ့်မယ်ဟုတ်လားယောဂဝေဒနာဆိုတစ်ခုခုစိတ်ကူးနဲ့ဖြစ်ကြည့်ပါအဆင်မပြေဘူးဆိုတဲ့အဖြေပဲထွက်လိမ့်မယ်ကိုအဆင်ပြေတယ်လို့ထင်နေရင်လည်းပဲဟိုတောင်ဆိုးသေးတယ်လို့ဘုန်းကြီးကမြင်မိတယ်ဒါမှားနေတယ်ပေါ့နော်သူတကယ်သူ့စိတ်ထဲမှာဒီအချက်နဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်သူ့စိတ်ကိုနားမလည်ဘူးဟုတ်လားတချို့ကသေခြင်းတရားကိုလွယ်လွယ်လေးပြောကြတာလည်းရှိတယ်နော်သေတဲ့နေ့မွေးတဲ့နေ့ပေါ့ကွာကိုအဆင်ပြေလိမ့်မယ်လို့လည်းတချို့ကထင်စားနေတာလည်းရှိတယ်ဘုန်းကြီးမှာအတွေ့အကြုံလေးတွေရှိတယ်ကိုယ်တိုင်အတွေ့အကြုံလည်းရှိတယ်လို့ရင်းနှီးတဲ့လူတွေထဲမှာလည်းအတွေ့အကြုံ 3-4 ခုလောက်ရှိတယ်ကင်ဆာဝေဒနာဖြစ်ပြီးတော့အခု2 ယောက်လုံးဆုံးမသွားကြပါပြီအော်စရာကောင်းတယ်အစာပိုင်းမှာခံနိုင်ရရှိတယ်သူတို့တည်ငြိမ်တယ်လို့သူတို့ကိုသူတို့လည်းပဲထင်တယ်ဒါပေမဲ့ဆုံးရတော့မယ်သေရတော့မယ်လို့တကယ်စိတ်ကတိလိုက်တဲ့အချိန်မှာစောစောကခန္ဓာကြီးရှိတယ်လို့ထင်နေတဲ့အဲ့ဒီသူတွေဟာခန္ဓာကြီးမရှိဘူး။နော်သူတို့ကိုယ်တိုင်လည်းအဲ့ဒီဥစ္စာကိုဖွင့်ဟဝန်ခံတယ်။ဒါပေမဲ့တရားနဲ့ပဲကြိုးစားပြီးတော့နေကြတဲ့လူတွေနော်ဘယ်လိုပြောမလို့တော်တဲ့အထက်ပါကြတယ်ပေါ့နော်။ဒါကြောင့်မို့လို့တေဂာနီအလွန်နီးကပ်တဲ့အချိန်ကြတော့လည်းပဲငြိမ်သွားကြပြန်တယ်စိတ်ကရုန်းကန်ပြီးတော့လက်ခံနိုင်တဲ့အဆင့်တစ်ခုကိုရောက်အောင်သူတို့စ조사သွားနိုင်တယ်လို့ဘုန်းကြီးမြင်မိတယ်ပေါ့နော်အဲ့တော့ပြောရင်တာကဘာတော့ငါမှာပြဿနာတိုးလို့တန်းလန်းနဲ့နေရတာအဲ့ဒီပြဿနာကိုရှင်းနိုင်တဲ့အခြေအနေလည်းမရှိသေးဘူးဟောပြဿနာလည်းတေချာပေါက်တွေ့မှာရှင်းနိုင်တဲ့အခြေအနေမရှိတာလည်းအမှန်ပဲအဲ့ဒါဆိုလို့ရှိရင်ဘုန်းကြီးတို့ဒီသတိပဋ္ဌာန်တရားကိုအကူမကိုဖြစ်လိမ့်မယ်ဟုတ်လားအဲ့တော့တကယ်တမ်းဘုန်းကြီးတို့ကိုမကြိုက်တဲ့အခြေအနေတွေနဲ့တွေ့လာတဲ့အခါမှာစိုးရင်ကြတယ်ငိုကြတယ်ဆိုတာကအသိဉာဏ်လူလားမမြောက်သေးလို့ဘုန်းကြီးကအဲ့လိုလေးတွေးမိတယ်ဥပမာကလေးတစ်ယောက်ဟာကစားစရာပစ္စည်းပြက်သွားရင်အဖြစ်တော့ငိုတာပေါ့နော်ဒါပေမဲ့အဲ့ဒီကလေးအသက်20-30ရောက်ပြီဆိုရင်ကစားစရာပစ္စည်းတွေသူငယ်တုန်းကသုံးဆွဲခဲ့တဲ့ကစားစရာပစ္စည်းပြက်လို့အဲ့ဒီလူငိုသေးသလားမငိုတော့ဘူးအဲ့ဒီအချိန်မှမြန်ငိုနေအောင်မယ်ဆိုရင်တော့သူ့ကိုစိတ်တသာဆေးရုံပို့လိုက်ဖို့ပဲရှိတယ်ဘာလို့မငိုတော့တာတော့သူလူကြီးဖြစ်သွားပြီလေကလေးမဟုတ်တော့ဟုတ်လားခုဘုန်းကြီးတို့ကလည်းပဲအရိယာနယ်ပယ်ကနေလှမ်းကြည့်မယ်ဆိုရင်ပုထုဇဉ်တိုင်းဟာကလေးစင်ပဲရှိသေးတာ
ဓမ္မရှိတော့ကကြည့်မယ်ဆိုရင်အသိဉာဏ်လူလားမမြောက်သေးဘူးကစားတရားပစ္စည်းပြက်တာနဲ့ငိုကြအောင်မဲ့ကလေးတွေလိုပဲရှိသေးတယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီအချက်ကိုရည်ရွယ်ပြီးတော့ဟောတယ်လို့တောင်ဘုန်းကြီးကထင်မိတယ်ခန္ဓာဘကတယုတ်ပါဠိတော်ထဲမှာခန္ဓာ၅ပါးကိုကစားစရာလေးတွေလို့မြတ်စွာဘုရားအဲ့လိုဓာတ်ရိုက်ဟောတာရှိတယ်ဟုတ်လားကစားစရာလေးတွေနဲ့အမျိုးမျိုးကစားရင်းနဲ့ပျော်နေကြတာအဲ့ဒါမြတ်စွာဘုရားကစားခြင်းကိုညီးငွေကြတော့တော်ကြတော့အဲ့တိုင်တော်မြတ်စွာဘုရားဟောခဲ့တာရှိတယ်အဲ့တော့ဒီကစားစရာပစ္စည်းလေးတွေကတေချာပေါက်ဘာလုံးမဲ့အရာလေးတွေတော့ပြက်သွားမဲ့အရာလေးတွေဒီကစားတရားပစ္စည်းတွေရဲ့အပေါ်မှာတွယ်ကပ်နေသမျှကလပ်ပတ်လုံးမမောနေသမျှကလပ်ပတ်လုံးဒီပုဂ္ဂိုလ်ဟာဘာလို့ရမလို့စိုးရင်ရလိမ့်မယ်ငိုရလိမ့်မယ်အဲ့တော့ကိုကသတိပဋ္ဌာန်တရားအထုတ်တယ်ဆိုတာတဲ့တဲ့ပြောရင်ဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်သူကကြည့်တဲ့သဘောပါပဲကြည့်ပါများတဲ့အခါကျတော့နားလည်သွားတာပေါ့နော်နားလည်တဲ့အခါကျတော့ဒီပြက်မဲ့အရာကြီးကငါငိုလဲပြက်မှာငါစိုးရင်လဲပြက်မှာမငိုမစိုးရင်ဘလို့နေသူကတော့သူ့လမ်းကြောင်းပြောင်းပေးဖို့အကြောင်းမရှိဘူးငါရဲ့စိုးရင်ငါရဲ့ငိုကြွေးခြင်းဟာအချီးနှီးပဲအကျိုးမဲ့ပဲနားလေတယ်ဘာမှသူ့ကိုငါစောလကတက်လို့မရဘူးဆိုတာလဲနားလေတယ်ဒီသဘာဝဟာဒီတိုင်းပဲဆိုတဲ့နားလည်မှုမြင်မလာတာနဲ့အများပျက်စီးတဲ့အချိန်မှာသူဟာတဖြည်းဖြည်းနဲ့တင်းငိမ့်လာတယ်အဲ့တော့ဘာပြောချင်တာတော့အသိဉာဏ်လူလားမြောက်အောင်သတိပဋ္ဌာန်တရားကိုကြိုးစားပြီးတော့စိုးရင်စရာတွေနဲ့တွေ့တဲ့အခါငိုစရာတွေနဲ့တွေ့တဲ့အခါမှာစိုးရင်မှုငိုကြွေးမှုကိုကြော်လွှားနိုင်တဲ့လူတွေဖြစ်အောင်ဘုန်းကြီးတို့ကမလုပ်ကြဘူးလို့ကြိုးစားကြရမယ်နော်ဒါကြောင့်ကိုအားထုတ်မဲ့ဒီလုပ်ငန်းစဉ်လေးဟာအသိဉာဏ်ကိုလူလားမြောက်စေတယ်စိုးရင်စရာတွေငိုစရာတွေနဲ့တွေ့လာတဲ့တနေ့မှာစိုးရင်မှုငိုကြွေးမှုဆိုတာကိုကြော်လွှားသွားစေနိုင်လိမ့်မယ်ဆိုတာလေးကိုမြင်ရမယ်ပေါ့နော်အဲ့ဒီချက်ရှိသွားတယ်တော့၃ချက်ရှိသွားပြီနော်တတ္တနာဝိသုဒ္ဓိယသောကပရိဒေဝနာတပ္ပတိကမာယဒုက္ခဒေါမနတနာအထင်ကမာယကိုဆင်းရဲမှုဒုက္ခနဲ့စိတ်ဆင်းရဲမှုဒေါမနတတရားတို့ကိုချုပ်ငြိမ်းသွားစေလိမ့်မယ်သတိပဋ္ဌာန်တရားကိုကြိုးစားလို့ရှိရင်တော့ကိုဆင်းရဲတာကိုဒုက္ခလို့ခေါ်တယ်စိတ်ဆင်းရဲတာကိုဒေါမနတလို့ခေါ်တယ်ဟုတ်လားအဲ့ဒီဒုက္ခဒေါမနတတရားကိုလုံးဝချုပ်ငြိမ်းသွားစေလိမ့်မယ်တဲ့ဒါကအမြင့်ဆုံးရှုထောင့်ကနေကြည့်ပြီးတော့ပြောမယ်ဆိုရင်သတိပဋ္ဌာန်တရားအထုတ်လို့ရှိရင်ကိလေသာအသောတရားတွေလုံးဝကုန်ရလိမ့်မယ်ယဟန္တာဖြစ်လိမ့်မယ်လို့ပြောတာကိလေသာအသောတရားကုန်လို့ရှိရင်သူကဒီဘဝသိပြီးတာနဲ့နောက်ထပ်ဘဝဆက်ဖြစ်เสียအကြောင်းရှိတော့ဘဝဆက်ဖြစ်နေတယ်ဆိုတာကသိပြီးတဲ့နောက်မှာဘဝဟာမရက်ဖဲနဲ့ဆက်ဖြစ်တယ်ဆိုတာကဘဝရဲ့ဒုက္ခသစ္စာသဘောကိုနားမလည်တဲ့အတွက်ကြောင့်ဘဝရဲ့ပုံမှာမမောမှုမကင်းလို့သာအဲ့ဒီမမောမှုကဘဝကိုထပ်ပြီးတော့ဖြစ်စေတာသူတို့ကဘဝရဲ့ဒုက္ခသစ္စာသဘောကိုပိုင်နိုင်သိသွားကြတဲ့အတွက်ကြောင့်ဘဝရဲ့ပုံမှာမမောမှုဆိုတာဟာသူတို့ရဲ့တဏ္ဍာမှာမရှိတော့မရှိတဲ့အတွက်ကြောင့်သူတို့ကဘာဘဝမှာဆက်ပြီးတော့မဖြစ်တော့ဘူးအဲ့တော့သူကသေးပြီဆိုတာနဲ့သူတို့ကတကယ်ကိုအပီကြီးပြီးသွားကြတာငြိမ့်သွားကြတာနော်မီးငြိမ့်တယ်လို့မျိုးလို့မြတ်စွာဘုရားဥမာပေးတယ်နော်ခိနံပုရဏနဝနတ္ထိတံဘောဝိရဒစိတ်တံယတိကေဘဝတမေတိခိနပိဇာအဝိဒုံလိသနာနိဗ္ဗန္တိဒီတာယထာယံပရိဘောဘယ်မှာတွေ့တော့ဒီပါဠိတော်ယရဏတုတ်ဟုတ်လားယဟန္တာတွေရဲ့ဂုံကျေးဇူးကိုဟောထားတာလေခိနံပုရဏအဟောင်းကလည်းကုန်ပြီနဝနတ္ထိတံဘောအတိတ်ကလည်းမဖြစ်ဘူးခိနံပုရဏနဝနတ္ထိတံဘောဝိရဒစိတ်တံယတိကေဘဝတမေနောင်လာမဲ့အခြေအနေတွေရဲ့အပေါ်မှာလည်းဘာတက်မဲ့မှုမှမရှိဘူးခိနံပုရဏနဝနတ္ထိတံဘောဝိရဒစိတ်တံယတိကေဘဝတမေတေခိနဘီဇာမျိုးစေ့တွေအကုန်လုံးကုန်သွားပြီအဝိရုံလိသန္တာနိဗ္ဗန္တိဒီတာယထာယံပရိဘောတကယ်ဉာဏ်ပညာကြီးသွားတဲ့ပုဂ္ဂိုလ်တွေဟာဟောဒီစီမီတော့ငြိမ့်တယ်လို့ငြိမ့်သွားလိမ့်မယ်သူတို့ဒုက္ခမီးတွေဟာဟုတ်လားအဲ့လိုဆိုလို့ရှိရင်ယဟန္တာပုဂ္ဂိုလ်တို့ရဲ့သုတိရဲ့အခြားမဲ့မှာဘာဒုက္ခမှဖြစ်เสียမရှိတော့ဘူးဒုက္ခချုပ်ရလိမ့်မယ်ဆိုတာအဲ့ဒါကိုပြောတာဒေါမနတဝေဒနာကတော့သူကအနာဂမိမဲ့ဉာဏ်ပူညာရရင်သူချုပ်ပြီနော်စိတ်ဆင်းရဲတယ်စိတ်ထဲမှာဒေါသဖြစ်တယ်ဆိုတာမရှိတော့ဘူးဒါသတိပဋ္ဌာန်တရားအထုတ်ခြင်းဟာအဲ့ဒီအရဟတမေဉာဏ်အရဟတဖို့ဉာဏ်ရသည့်အထိသူကအကျိုးကျေးဇူးကရှိတာဆိုတဲ့အတွက်ကြောင့်မြတ်စွာဘုရားကဒုက္ခဒေါမနတကိုဆင်းရဲမှုစိတ်ဆင်းရဲမှုတွေကိုလုံးဝချုပ်ငြိမ်းသွားစေလိမ့်မယ်လို့အထွတ်အထိပ်ထိဟောထားတာဟုတ်လားအဲ့ဒါကိုဘုန်းကြီးတို့တွေကအဲ့ဒါလိုမဲ့ဉာဏ်ပူဉာဏ်ကိုမရသေးခင်ဈာကာလမှာလည်းပဲ
ဒုက္ခဝေဒနာတွေကိုနည်းပါးစေလိမ့်မယ်ဒေါမနတဝေဒနာတွေကိုလည်းနည်းပါးစေလိမ့်မယ်လို့ဒါကိုလည်းပဲမှန်မှန်ကန်ကန်မြင်သင့်သေးတယ်တတိပဋ္ဌာန်တရားအထုတ်ထားရင်အထုတ်ထားသလောက်အသိဉာဏ်ပညာကြီးမားတယ်အသိဉာဏ်ပညာကြီးမားလာရင်ကြီးမားလာသလောက်စိတ်ထဲမှာဒေါသဓာတ်နေတယ်ဒေါသနေရင်နေသလောက်စိတ်ဆင်းရဲမှုနေတာပဲဒီနေ့မှာကိုယ်ဆင်းရဲမှုနေတယ်ဆိုတာကတော့ရုပ်ပိုင်းဆိုင်ရာအဆင်ပြေမှုလေးတွေလွှမ်းမိုးထားနိုင်မှဖြစ်မှာပေါ့နော်ရုပ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေများနေရင်ကိုယ်ဆင်းရဲမှုကသူကများမှာအဲ့လိုဆိုလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာအဆင်ပြေမှုကိုလည်းပဲတတိပဋ္ဌာန်တရားကိုအထုတ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ရဲ့ကြည်လင်မှုစိတ်ရဲ့တန့်ရှင်းမှုကအထောက်အကူပြုနိုင်တယ်ဆိုတဲ့ရှုထောင့်ကနေပြီးတော့မြင်တဲ့ရမယ်နော်တရားအထုတ်ခြင်းကြောင့်ယောဂဝေဒနာတွေတတ်တာရကြတာတွေပျောက်ကင်းကြတာတွေအများကြီးမှတ်တတ်တင်ထားတာရှိတယ်အဲ့ဒါသူကဘလို့ဖြစ်တာတုံးဆိုတော့တရားအထုတ်ခြင်းကြောင့်ဓာတ်ရိုက်ကတော့သူကစိတ်ကိုတန့်ရှင်းစေတာစိတ်ကိုကြည်လင်စေတာစိတ်ကိုချမ်းသာစေတာကြည်လင်သောတန့်ရှင်းသောချမ်းသာသောစိတ်ရဲ့မှီရာရုပ်ဟာလည်းပဲဒီကြည်လင်တန့်ရှင်းတဲ့ချမ်းသာတဲ့စိတ်ရဲ့အရှိန်ကြောင့်ရုပ်ကလည်းကြည်လင်တဲ့သဘောတန့်ရှင်းတဲ့သဘောချမ်းသာတဲ့သဘောကိုအကျိုးကျေးဇူးဆက်သွားတာပေါ့နော်ကျွတ်တို့ရုပ်အစုဝေးရဲ့ပုံမှာနန္တရားရဲ့လွှမ်းမိုးမှုဟာအကြီးကြီးရှိတယ်ဟုတ်လားအဲ့ဒါလိုပဲနန္တရားရဲ့အပေါ်မှာလည်းဒီရုပ်ရဲ့လွှမ်းမိုးမှုကလည်းအကြီးကြီးရှိတာပဲဘုန်းကြီးကနော်ထုံစည်းတွေထိုးလိုက်ရင်မနာတော့တာမေစည်းတွေထိုးလိုက်ရင်မေ့သွားတာအဲ့ဒါကြီးကိုအလွန်ကိုစိတ်ထဲမှာအံ့ဩတယ်ပေါ့နော်ဒီရုပ်ကိုပြောင်းလဲလိုက်တာနဲ့စိတ်ကမတီးတော့ဘူးလို့ဖြစ်သွားတယ်ဟုတ်တယ်မဟုတ်လားအဲ့လိုပဲစိတ်ရဲ့လွှမ်းမိုးမှုကလည်းရုပ်ပေါ်မှာအကြီးကြီးမရှိဘူးလားစိတ်ပူရင်ပူတဲ့ရုပ်ပဲလေစိတ်ညစ်ညစ်တဲ့ရုပ်ပဲလေစိတ်ရှုပ်ရင်ရှုပ်တဲ့ရုပ်ပဲသွားနေတာဟုတ်လားအဲ့တော့စိတ်ချမ်းသာလို့ရုပ်ချမ်းသာတယ်ဆိုတာဘာမှဘုန်းကြီးတို့မယုံကြည်နိုင်စရာမရှိဘူးဒါကြောင့်မို့လို့ကိုယ်ဆင်းရဲမှုဒုက္ခနဲ့စိတ်ဆင်းရဲမှုဒေါမနတတရားကိုလုံးဝခြုံငိမ့်သွားစေလိမ့်မယ်လုံးဝခြုံငိမ့်မသွားစေခင်မှာနေပါသွားစေလိမ့်မယ်တနည်းအားဖြင့်ဒုက္ခဝေဒနာနဲလို့တတ်တာရမယ်ဒေါမနတဝေဒနာနဲလို့စိတ်ချမ်းသာမှုတွေများလာမယ်ဒါကိုပြောတာအဲ့ဒီအကျိုးရလဒ်ကိုလည်းမျှော်ကိုပြီးတော့ဘုန်းကြီးတို့တွေဟာတတိပဋ္ဌာန်ဘာဝနာလုပ်ကိုအထောက်ကြရမယ်ပေါ့နော်ဒါကကိုလုံးမဲ့အလုပ်ရဲ့တန်ဖိုးလေးကိုမြင်ရင်မြင်သလောက်ဒီအလုပ်ကိုလှုပ်ချင်ကံကျင်စိတ်ထက်သန်ဖို့ပြောပြတာမြတ်စွာဘုရားလည်းအဲ့တိုင်ဟောတာပဲနော်နီလံမပေးသေးခင်မှာအကျိုးကျေးဇူးကိုအရင်ပြောတာ၅မျိုးရှိသွားပြီနော်ဧကာယနောယံဘိက္ခဝေမေဃောတတ္တနာဝိသုဒ္ဓိယသောကပရိဒေဝနာသမတိကမာယဒုက္ခဒေါမနတနာအဋ္ဌင်္ဂမာယညာယတအဓိကမာယနိဗ္ဗာနတသစ္စိကိရိယာယနောက်ဆုံး2မျိုးညာယတအဓိကမာယညာအဆင့်ဆင့်မြင့်ပြီးတော့မဲ့ညာဆိုတာကိုရလိမ့်မယ်တဲ့မဲ့ညာဆိုတာသစ္စာ၄ပါးကိုသိတာလို့အကျဉ်းမြင့်အဲ့လိုလေးနားလည်ရမယ်ဒါသစ္စာ၄ပါးဆိုတာဘာတော့ဆိုတော့ကတရားနာကြမယ်တရားအထုတ်ကြမယ်ဆိုတော့တရားရဲ့အတိပ္ပယ်ကိုပြောရင်းနဲ့သစ္စာတီတောင်ရောက်သွားခဲ့တယ်နော်ဆိုတော့ကဟုတ်လားဒါသစ္စာ၄ပါးကိုသိတယ်ဆိုတာနော်ပထမသစ္စာပထမအမှန်တရားကဘဝရဲ့ဆင်းရဲတယ်ဆိုတဲ့သဘာဝဒါပထမအမှန်တရားပဲဘဝဟာဆင်းရဲခြင်းကလွဲလို့တခြားဘာတွေဖြစ်နေတာမှမဟုတ်ဘူးတကယ်ကဒီအချက်ကိုကျွတ်တို့ပုထုဇဉ်တွေဟာမသိကြသေးဘူးမမြင်ကြသေးဘူးကြားတော့ကြားဘူးတယ်အချိန်မှများစွာတော့ကြားနေတယ်အထိုက်လျောက်လဲတွေးကြည့်တယ်စဉ်းကျင်ကြည့်တယ်ဉာဏ်ရှိရင်ရှိသလောက်လဲလက်ခံထားတယ်ဒါပေမဲ့အရိယာသူတော်စင်တွေသိတယ်လို့မျိုးနော်ဉာဏ်နဲ့ထွင်းဖောက်ပြီးတော့သိတဲ့အဆင့်ကိုတော့မရောက်သေးဘူးအနုဘောဓသိလောက်ပဲရှိမယ်ပေါ့နော်အနုဘောဓသိဆိုတာသူကမပြည့်စုံသေးတဲ့အတိထပ်ပြီးတော့သိဖို့လိုသေးတဲ့အတိကိုပြောတာအဲ့ဒီအတိလောက်တော့ဘုန်းကြီးတို့မှာအဆင့်အမျိုးမျိုးနဲ့ရှိကြမယ်ပေါ့ဒါပေမဲ့အရိယာသူတော်စင်များသိသွားတယ်ပရိဝေဒသိနဲ့မဲ့ဉာဏ်နဲ့သိတဲ့အဆင့်ကိုမရောက်ဘူးအဲ့တော့နံပါတ်1သိရမယ့်အမှန်တရားဘာတော့ဘဝဟာဆင်းရဲခြင်းမျှတာဖြစ်တယ်ဆိုတဲ့အမှန်တရားဟုတ်လားနံပါတ်2သိရမယ့်အမှန်တရားကလောဘသည်ဆင်းရဲကိုဖြစ်စေတတ်တဲ့အကြောင်းတရားဖြစ်တယ်ဒါဟာအမှန်တရားလို့ဒီဒုတိယအမှန်တရားကိုသိရမယ်အဲ့တော့ဒီနေရာမှာလောဘဟာဆင်းရဲမှုကိုဖြစ်စေတယ်ဆိုတာကိုသိတဲ့နေရာမှာဂျာထဲမှာသိစရာလေးတစ်ခုရှိသေးတယ်လောဘကြီးလို့ဒီဘဝတွင်ကိုပဲဆင်းရဲရတာပူလောင်ရတာအခုကိုလိုချင်မှုတွေအာကြီးလို့အခုကိုပူလောင်နေရတာအခုကိုအလုပ်တွေရှုပ်ပြီးတော့ရှားရဖွေရပြောရဆိုရအခုကိုဆင်းရဲပင်ပန်းနေတာတွေလည်းရှိတယ်ဒါလောဘကြောင့်ဆင်းရဲတယ်ဆိုတာဘယ်လို့မှညင်းလို့မရဘူးသို့တော့အဲ့ဒါကအပေါ်ယံနေနဲ့ဆန်နေသေးတယ်
သူ့ထက်ပိုပြီးတော့လေးနေတဲ့ရှုတော့ကနေပြီးတော့လောဘဟာဆင်းရဲကိုဖြစ်စေတဲ့အရာဖြစ်တယ်ဆိုတာကိုဘယ်လိုမြင်မလဲကျွတ်တို့ဘဝတွေဖြစ်တယ်ဆိုတာလောဘကြောင့်ဖြစ်တာအဓိကတဏ္ဏပောနောဘဝိကာတဏ္ဏလောဘဟာဘဝအသက်ကိုဖြစ်စေတယ်ဟုတ်ပြီနော်ဘဝဘယ်သူကြောင့်ဖြစ်တာလဲလောဘကြောင့်ဖြစ်တာနော်တဏ္ဏလောဘကြောင့်ဖြစ်တာနော်အဲ့လိုဆိုရင်ဘဝဖြစ်ပြီဆိုရင်အဲ့ဒီဖြစ်နေတဲ့ဘဝဟာဘာအမျိုးလဲလို့မေးရင်ဒုက္ခမျိုးဖြစ်နေတယ်အဲ့ဒါကြောင့်မို့လို့လောဘသည်ဒုက္ခရဲ့အကြောင်းဆိုတာအဲ့ဒါကိုပြောတာအဲ့ဒီအထိကျွတ်တော့မြင်ရပါတကယ်တမ်းလောဘကတော့ဖြစ်စေတာဘဝကိုဖြစ်စေတာဘဝဖြစ်ပြီဆိုရင်အဲ့ဒါဒုက္ခတွေကအကုန်လုံးဖြစ်တော့တာပဲအခုဒါကရိုးရိုးလေးအဲ့တော့လောဘကဘဝကိုဖြစ်စေတယ်ဆိုတာကြီးမြင်ဖို့ကတော့အရင်ခက်ပါတယ်ဖះတောင်ဖះဖြစ်မှမြင်တာပဲလေဟုတ်တယ်မဟုတ်လားဒါပေမဲ့ကျွတ်တော့ကဘာကိုမြင်ရမှာတုံးဆိုတော့ဘဝဖြစ်နေလို့ဒုက္ခဖြစ်နေတာဆိုတာကိုအရင်မြင်အောင်လုပ်ရမှာအခုအဲ့ဒါကိုမြင်ဖို့အတွက်ကြိုးစားနေတာနော်ဘဝဖြစ်နေလို့ဒုက္ခဖြစ်နေတာအဲ့ဒါကိုရိုးရိုးလေးလည်းစဉ်းစားကြည့်လိုက်အခုကျွတ်တို့ကြောက်တယ်ကျွတ်တို့မကြိုက်တယ်ကျွတ်တို့ယွန်ရှာဆက်ဆုပ်သည့်အထီကိုမကြိုက်တဲ့ဒုက္ခတွေစိတ်ကူးနဲ့အိမ်ရောက်ရင်စာရွက်ထဲရေးချကြည့်တယ်ငါဘယ်ဒုက္ခကိုမကြိုက်တာတော့ဘယ်ဒုက္ခကိုကြောက်တာတော့ရေးထားကြည့်လိုက်အကုန်လုံးဒုက္ခတွေမှန်သမျှကိုရေးတွက်ထားလိုက်စမ်းကိုညံ့မိသလားအဲ့ဒီဒုက္ခတွေဘယ်မှာရှိသလဲဘဝမှာပဲရှိနေတာမြင်အောင်ကြည့်လိုက်ဟုတ်သလားနော်ဒါကြောင့်မို့လို့လောဘသည်ဒုက္ခကိုဖြစ်စေတဲ့အရာဆိုတဲ့ဒုတိယအမှန်တရားသူကပယ်ရှားသုတ်တင်ရမယ်အမှန်တရားပါနော်ဘဝဟာဆင်းရဲတယ်ဆိုတဲ့နံပါတ်1အမှန်တရားကြီးကတော့ပိုင်ချပြီးတော့သိရမယ်အမှန်တရားဟုတ်လားသုံးခုမြောက်မှန်တရားပါတော့နော်လောဘချုပ်ငြိမ်းခြင်းသည်ဒုက္ခချုပ်ငြိမ်းခြင်းဖြစ်တယ်ဆိုတဲ့အမှန်တရားဒုက္ခချုပ်ငြိမ်းတာကိုပဲနိဗ္ဗာန်လို့ပြောတာကိုဒုက္ခនិရောဓလို့မြတ်စွာဘုရားသုံးတယ်နော်ဓမ္မစကြာဒေသနာကအလုံးဝတိတိကျကျစနစ်တကျပြည့်ပြည့်စုံစုံဟောထားတဲ့ဒေသနာအဲ့ဒီသုတ်တန်ကအကျွမ်းကျင်သင်သုံးပဲအဲ့ဒီမှာမြတ်စွာဘုရားအသုံးနှုန်းအစအများကြီးစနစ်တကျသုံးနှုန်းတာနိဗ္ဗာန်ဆိုတဲ့အသုံးနှုန်းနဲ့တောင်မသုံးနှုန်းဘူးနော်ဒုက္ခនិရောဓလို့သုံးနှုန်းတယ်ဟုတ်လားအဲ့ဒီဒုက္ခនិရောဓကိုအဓိပ္ပာယ်ဖွင့်တော့ဘယ်လိုဖွင့်တာတော့ယောတတ္တယေဝတဏယအတေတဝိရာဂនិရောဓစာဂောပဋိနိတကောမုဒ္ဒိအနာလေယောအဲ့လိုအဓိပ္ပာယ်ဖွင့်တာလောဘကုန်ခန်းခြင်းသည်ဒုက္ခချုပ်ငြိမ်းခြင်းပဲဒီသဘောကိုပြောတာနော်ဒါအမှန်တရားကြီးဘာလို့ရမလဲအမှန်တရားလဲဆိုရင်မျက်မှောက်ပြုရမယ်အမှန်တရားဆိုက်ရောက်အောင်လုပ်ရမယ်အမှန်တရားဟုတ်ပြီနော်အဲ့တော့၄ခုမြောက်အမှန်တရားကအဲ့ဒီဒုက္ခនិရောဓစီကိုဆိုက်ရောက်ခြင်းတယ်ဆိုရင်ဘယ်လန်းကရှောက်ရမှာလဲဘယ်လန်းကသွားရမှာလဲဘယ်လိုလေ့ကျင့်ရမှာတော့နိလန်းကဘာလဲမဂ္ဂင်၈ပါးပေါ့မဂ္ဂင်၈ပါးမှာတမ္မာဒိဋ္ဌိခေါင်းဆောင်တယ်တမ္မာဒိဋ္ဌိတစ်လုံးကတော့ကြည်ကြည်ပြုံပြုံနားလည်ထားရမယ်မေးတိုင်းပြောတတ်ရမယ်တမ္မာဒိဋ္ဌိအမြင်မှန်ကအဆက်အမျိုးမျိုးရှိတယ်စိတ်စေတနာတို့မှာစွန့်ရည်တတ္တိရှိတယ်ကောင်းတဲ့စိတ်ထားလေးကချမ်းသာသေးတယ်ဆိုးတဲ့စိတ်ထားဟာဆင်းရဲစေတယ်ဒါအမှန်တရားအဲ့ဒီအမှန်တရားကိုသိရင်အဲ့ဒါအခြေခံတမ္မာဒိဋ္ဌိဒီအစနားလည်ရမှာနော်ပုဂ္ဂိုလ်တ attva တကယ်မရှိဘူးသဘာဝတရားတွေပဲဖြစ်ပေါ်နေတာလို့ဒီအမှန်တရားကိုသိရမယ်ဒါနမရူပပရိစ္ဆေဒဉာဏ်ခေါ်တာပေါ့အဲ့ဒါလည်းပါတော့တမ္မာဒိဋ္ဌိပဲဒါဒီပုဂ္ဂိုလ်တ attva သဘောမပါတဲ့နော်ယုံနံသဘာဝအစုသည်တစုံတရာကဖန်ဆင်းထားလို့ဖြစ်နေတာလည်းမဟုတ်ဘူးအကြောင်းပဲဗျံပရာရှောက်ဖြစ်ခြင်းတိုင်းရှောက်ဖြစ်နေကြတာမျိုးလည်းမဟုတ်ဘူးသူအကြောင်းအကျိုးဆက်ပြီးတော့ရှေ့အကြောင်းကိုအကြောင်းခံပြီးတော့နောက်အကျိုးရလဒ်တွေဟာစင်စမပြတ်ဖြစ်နေတဲ့သဘောပဲဒီဟာကိုလည်းဘုန်းကြီးတို့မှန်မှန်ကန်ကန်သိရမယ်ပိစိယပရိက္ခဉာဏ်ခေါ်တာပေါ့အသေးစိတ်ဆိုရင်ပရိစ္ဆေသမုပ္ပါဒ်ကိုနားလည်ဖို့အားစိုက်ကြည့်ရမယ်အဲ့ဒါပါတော့တမ္မာဒိဋ္ဌိပဲစိတ်စေတနာရဲ့စွမ်းရည်တတ္တိကိုသိတယ်ပုဂ္ဂိုလ်တ attva မရှိဘူးယုံနာပဲဖြစ်နေတာလို့သိတယ်ဒါလည်းအကြောင်းအကျိုးသဘာဝလို့သိတယ်အဲ့ဒါလိုအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့ပုဂ္ဂိုလ်တ attva သဘောမပါတဲ့တက်သဘာဝတရားတို့သည်မတည်မြဲသောမကောင်းမွန်သောအဆိုးမရသောအိဋ္ဌဒုက္ခအနတ္တသဘောမျှဖြစ်တယ်လို့ဟော၄ခုမြောက်ထပ်ပြီးတော့သိတယ်အဲ့ဒါလည်းပါတော့တမ္မာဒိဋ္ဌိပဲနောက်ဆုံးအဆင့်အမြင့်ဆုံးတမ္မာဒိဋ္ဌိကအခုပြောနေတဲ့သစ္စာ၄ပါးကိုသိတာမြတ်စွာဘုရားအတိပ္ပယ်အဖွင့်အများဆုံးတမ္မာဒိဋ္ဌိရဲ့အတိပ္ပယ်ကအဲ့ဒါပဲဟုတ်ပြီနော်အဲ့တော့ဘုန်းကြီးတို့များလာအောင်ပွားရမယ့်တမ္မာဒိဋ္ဌိဟာဘယ်တမ္မာဒိဋ္ဌိလဲလို့မေးလို့ရှိရင်နော်တတိပဋ္ဌာန်တရားကိုပွားများရင်းနဲ့ဖြစ်ပေါ်လာလိမ့်မယ်ဘယ်လိုဖြစ်ပေါ်လာမှာတော့ပုဂ္ဂိုလ်တ attva သဘောရှာလို့လည်းမတွေ့ဘူးတကယ်သူအရှိတရားမှမဟုတ်တာဟုတ်လားတကယ်ဖြစ်နေတာကယုံနာပဲဖြစ်နေဆိုယုံနာပဲတွေ့ရလိမ့်မယ်နားလည်လာလိမ့်မယ်ကိုယ့်ဟာကိုယ်နားလည်လာလိမ့်မယ်နော်
ဒါတွေဟာဘယ်သူဖန်ဆင်းထားလို့မှဖြစ်တာမဟုတ်တို့ဒီဥစ္စာဒီအရှုပ်တွေဒီအမားတွေကိုလွယ်လွယ်လေးကြော်ဖြတ်သွားလိမ့်မယ်ဟုတ်လားပြီးရင်ဒီယုံနာတို့ရဲ့တောက်လျှောက်ပြီးဆုံးလိုက်နေတဲ့သဘာဝကိုဉာဏ်အမြင်မှာရှင်းလင်းလာလိမ့်မယ်အဲ့ဒါကိုများလာအောင်ကြိုးစားရမယ်ဝိပဿနာဉာဏ်ကိုရင့်ကျက်အောင်ကြိုးစားရလိမ့်မယ်အဲ့ဒီဉာဏ်ရင့်ကျက်လာရင်အဲ့ဒီတမာဒိဋ္ဌိအားကောင်းလာလို့ရှိရင်သစ္စာလေးပါးကိုသိတဲ့တမာဒိဋ္ဌိအဖြစ်ကိုပြောင်းလဲသွားလိမ့်မယ်ဒါကစာအတိုင်းဘုန်းကြီးကပြောနေတာသဘောပေါက်ရလားအဲ့တော့အဲ့ဒီတမာဒိဋ္ဌိကောင်းဆောင်တဲ့မဂ္ဂင်၈ပါးသည်ဒုက္ခငြိမ်းရာသို့ဆိုက်ရောက်စေတဲ့တရားဒီသောလမ်းပဲသူဟာလည်းပဲမလွဲနိုင်တဲ့လမ်းပဲအဲ့ဒါအမှန်တရားပဲဒီလမ်းကဒီကိုရောက်လိမ့်မယ်ဒါအမှန်တရားပဲဘလို့မှလွဲချော်မှုမရှိဘူးဒါကြောင့်သူ့ကိုသစ္စာ၄ပါးထဲမှာသရုပ်ထမြောက်သစ္စာအနေနဲ့မြတ်စွာဘုရားရှာဖွေတွေ့ရှိတယ်လို့ပြောကြပါစို့အဲ့ဒါစောတော်ကတတိပဋ္ဌာန်တရားကိုအားထုတ်ရင်အဲ့ဒီသစ္စာ၄ပါးကိုမဲ့ဉာဏ်နဲ့ထိုးထွင်းသိတဲ့အဆင့်ထိရောက်သွားလိမ့်မယ်သူ့ရဲ့ညာအဲ့ဒီအဆင့်ထိထက်မြက်သွားလိမ့်မယ်ဒါကိုပြောတော့ညာယတ္တအဓိကမာယလို့ပြောတယ်6ခုမြောက်အကျိုးကျေးဇူးပေါ့နော်ပြီးတော့မှ9ခုမြောက်အကျိုးကျေးဇူးကဘယ်လိုလဲတော့နိဗ္ဗာန်တ္တတစ္ဆိကိရိယာယနိဗ္ဗာန်ချမ်းသာကိုဖိုလ်ဉာဏ်ဖြင့်ဒီဘဝမသေးခင်မှာကိုပဲကျင့်ဖန်များစွာမျက်မှောက်ပြုတ်ပြီးတော့နေနိုင်တဲ့အစွမ်းတတ္တိကိုရလိမ့်မယ်သိပြီးမှရမှာမဟုတ်ဘူးနော်နော်ဘာကအကောင်းလဲဘာကအဆိုးလဲနော်ဘာကဆင်းရဲလဲဘာကချမ်းသာလဲအကုန်လုံးဒီဘဝမသေးခင်မှာကိုပဲသူ့ဉာဏ်နဲ့ပြီးပြင်းပြင်းနော်ကောင်းကောင်းသိမယ်နားလည်မယ်ဒါကလူငယ်လေးတွေနားလည်အောင်ဘုန်းကြီးကတော့နားလည်လွယ်တဲ့စကားလုံးလေးတွေသုံးပြီးတော့ပြောပြတာဟုတ်ပြီနော်အဲ့လိုဆိုလို့ရှိရင်ကိုလုံမဲ့အလုတ်ရဲ့အကျိုးရလဒ်ကိုမြင်လေလေအဲ့ဒီအလုတ်ရဲ့အပေါ်မှာယုံကြည်မှုတိုးလေလေလှုပ်လို့ကိုင်းလို့စိတ်ထက်သန်လေလေဒီအတွက်ကိုရည်ရွယ်ပြီးတော့အကျိုးကျေးဇူး9မျိုးကိုဘုန်းကြီးကအရင်ပြောပါတယ်ဟုတ်လားရသော်ဘုရားလည်းအဲ့ဒီတိုင်းအရင်ဟောတာပဲပြီးတော့မှဒီအကျိုးကျေးဇူး9မျိုးကိုရကျင်တယ်ဆိုလို့ရှိရင်ဒီတိုင်းလို့ခိုင်းတယ်ဟုတ်လားဒီတိုင်းလို့ဆိုတာဘာတော့ဆိုတော့တတိပဋ္ဌာန်တရားကိုပွားများရမယ်ဘယ်လိုပွားများမလဲဆိုတဲ့နိလန်းကိုပေးတာပေါ့နော်အဲ့တော့တတိပဋ္ဌာန်ဆိုတာကသူကတတိကိုခိုင်မြဲအောင်လေ့ကျင့်တာကိုတတိပဋ္ဌာန်လုပ်တယ်လို့ပြောတာသူ့ရဲ့မူရင်းစကားလုံးရဲ့အဓိပ္ပာယ်ကအဲ့ဒီတိုင်းနော်တတိပဋ္ဌာနာတတိကိုခိုင်မြဲအောင်လုပ်တာပို့ပြီးတော့ရှင်းအောင်ပြောရရင်တတိပြီးတတိပြီးတတိဖြစ်နေအောင်လေ့ကျင့်ကြည့်တာအဲ့တော့တတိဆိုတာဘာတော့တတိဆိုတာပြီးခဲ့ပြီးသားတွေကိုအမှတ်ရတဲ့သဘောကိုဒီနေရာမှာဆိုလိုတာမဟုတ်ဘူးတတိဆိုတာအခုလောလောဆယ်ဘာဖြစ်နေသလဲဆိုတာကိုမှန်မှန်ကန်ကန်သိအောင်အာယုံစိုက်နေတဲ့သဘောလေးကိုပြောတာနော်ဒီဥစ္စာလေးကအရင်နားလည်ဖို့အလွန်လိုအပ်တယ်နော်တတိဆိုတာဘာတော့အခုလောလောဆယ်ဘာဖြစ်နေသလဲဆိုတာကိုအာယုံစိုက်တာဖြစ်နေတာကိုအမှန်တိုင်းသိတာနော်ဘုန်းကြီးတို့တတိဆိုတဲ့စကားလုံးလေးကိုနေ့စဉ်နော်တွေ့ကြုံနေရတဲ့အကြောင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းပဲသုံးနှုံကြတာတွေရှိပါတယ်ဟဲ့ကာလန်ကူလို့ရှိရင်တတိလေးထားတတိနဲ့ကိုကတိုက်မှာဆိုလို့နော်အဲ့ဒီကိစ္စသေချာစဉ်းစားကြည့်နော်တတိထားနော်ချော်လဲလိမ့်မယ်တတိဟုတ်လားဘယ်အချိန်မှာဘာကိုတတိထားခိုင်းအောင်ဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒီအနေအထားလေးကိုတတိထားခိုင်းတာပဲကာလန်ကူဆိုရင်လည်းပဲဒီပြင်နေရာကြီးသွားတတိထားလို့လည်းမရဘူးလေဒီနေရာလေးဒီနားလေးတိုက်ရင်ဒီနားတိုက်မှာဟုတ်တယ်မို့လားဟုတ်တယ်မို့လားစဉ်းစားနော်ပြီးခဲ့ပြီးသားအခြေအနေတွေသွားတတိထားတာမဟုတ်မရောက်သေးတဲ့အနာဂတ်ကိုတတိထားတာလည်းမဟုတ်ဘူးအခုလောလောဆယ်ပြဿနာဖြစ်အခုဖြစ်မှာသူဟာဟုတ်လားဒါကြောင့်မလို့တတိကဘယ်ချိန်မှထားတာတော့အခုဟုတ်ပြီနော်အဲ့လိုဆိုရင်တတိရှိရမယ်တတိရှိရမယ်မြတ်စွာဘုရားရဲ့ဒေသနာတော်အနှစ်ချုပ်ဟာဒီတတိတရားတစ်လုံးပေါ်မှာပဲနော်ချုပ်ထားတာသူကဒါပဲအကုန်လုံးကိုကောင်းမွန်သွားစေတာဒါကြောင့်နေတိုင်းအပ္ပမဒေနတမ္မာဒေထတတိတရားနဲ့အပ္ပမဒလို့စကားလုံးလေးပြောင်းသုံးတယ်နော်တတိတရားပါပဲတကယ်ကတတိတရားနဲ့သူတော်ကောင်းတရားကိုသိအောင်လုပ်ရမယ်ပြည့်စုံအောင်လုပ်ရမယ်ချမ်းသာအောင်လုပ်ရမယ်ဒုက္ခငြိမ်းအောင်လုပ်ရမယ်ဒီအဓိပ္ပာယ်ပြောတာဟုတ်လားအဲ့တော့တတိကဘယ်နေရာမှာထားရမှာတော့ဆိုတော့တတိထားတဲ့အရာဌာန၄မျိုးအကျဉ်းမြင့်၄မျိုးမြတ်စွာဘုရားကသင်ပေးလို့တတိပဋ္ဌာန်တရား၄ပါးဆိုပြီးတော့မှတ်သားကြရတာပေါ့ဟုတ်လားဆိုတော့တရားအထုတ်မဲ့ပုဂ္ဂိုလ်တွေဒါတွေကိုကျွမ်းကျင်ချင်းနားလည်ထားရမယ်နော်အဲ့တော့တတိထားမဲ့အရာဌာန၄မျိုးကဘာတော့ဆိုတော့ရှုပ်ပိုင်းဆိုင်ရာဒါကာယလို့သူကသုံးတယ်ကာယရဲ့မူရင်းအဓိပ္ပာယ်ကအပေါင်းစုလို့အဓိပ္ပာယ်ရတယ်ဟုတ်တယ်ကျွတ်တို့မျက်စိနဲ့မြင်ရတာထင်ရှားတဲ့အပေါင်းစုကြီးရတော့ဒီရုပ်အစုဝေးကြီးပဲအကုန်ပေါင်းထားတာနော်အယိုးတွေအသားတွေအကြောတွေသွေးတွေဟုတ်လားဒါတွေဟာအပေါ်ယံပေါ့နော်ပြီးရင်ကုဋ္ဌာတရှုတော့ကနေကြည့်လိုက်ဟုတ်လားတ
တက်ကြီးလေးပါရှုတော့ကနေကြည်လိုက်အရက်သုံးဝါဒအနေနဲ့ပုံသဏ္ဍာန်အမျိုးမျိုးကိုအခြေခံပြီးတော့ခေါ်ထားတဲ့အနေအထားတွေပေါင်းစုနေတာကိုလည်းကြည်လိုက်အကုန်လုံးကဘာတော့ပေါင်းစုထားတာကာယပေါ့နော်ဒါကြောင့်မြတ်စွာဘုရားအဲ့ဒီမှာကာယဆိုတဲ့စကားလုံးလေးသုံးပြီးတော့ဟောတယ်ကာယေကာယ ानु ပတ္တိဝိဟရတိအာတာပိတမ္ပဇာနောတတိမာဝိနေယလောကေဝိဇ္ဇာဒေါမနတအဲ့ဒါလိုဟောတယ်အဲ့တော့ဘုန်းကြီးကနားလည်မှုကိုရှေ့ရှုပြီးတော့နော်အကျဉ်းမြင်လေးပဲပြောတာဟုတ်လားအဲ့တော့တတိထားရမယ့်အရာဌာန၄မျိုးကနံပါတ်1ကယုတ်ကာယနော်နံပါတ်2ကခံစားမှုအစုခံစားမှုကလည်းကြီးကျယ်တယ်နော်ချမ်းသာတယ်ဆင်းရဲတယ်ချမ်းသာတာလည်းဘလောက်ချမ်းသာတာတော့ဆင်းရဲတာလည်းဘလောက်ဆင်းရဲတာချမ်းသာခြင်းဆင်းရဲခြင်းမှာလည်း level ကအမျိုးမျိုးရှိနေပြန်တယ်ဟုတ်လားချမ်းသာခြင်းဆင်းရဲခြင်းမပါဘဲနဲ့ခံစားမှုဝေဒနာဥပိ္ပခာဆိုတာလည်းရှိသေးတယ်နော်နေပဲအလွန်ကျေတဲ့အတွက်ကြောင့်တတိထားစေဟာဒုတိယအရာဌာနအနေနဲ့ဝေဒနာကိုမြတ်စွာဘုရားညွှန်ပြတယ်ဗောနော်ကာယဝေဒနာပြီးတော့ပါတော့စိတ်တယ်ဟုတ်လားစိတ်ကြတော့သူကဟောပုံလေးကတမျိုးစိတ်ရဲ့စိတ်ကိုခြုံငုံသုံးသပ်ပြီးတော့ပဲဟောတာကိုတွေ့ရတယ်သူကအဆင့်နှိမ့်တဲ့စိတ်အဆင့်မြင့်တဲ့စိတ်အပြန့်လွင့်တဲ့စိတ်တည်ငြိမ်တဲ့စိတ်လောဘနဲ့ရှင်ပြီးတော့ဖြစ်တဲ့စိတ်လောဘကင်းတဲ့စိတ်အဲ့လိုဟောတယ်နော်ဒေါသဖြစ်နေတဲ့စိတ်ဒေါသကင်းတဲ့စိတ်နော်တိနေတဲ့စိတ်ဘာအတိမှမရှိဘဲနဲ့နေတဲ့စိတ်အဲ့ဒီလိုမြတ်စွာဘုရားဟောတယ်တရာဂံဝါစိတ်တံတရာဂံစိတ်တံတိပဇာနာတိကြားဦးတယ်မို့လားဆွဲမဲ့မှုနဲ့တကွဖြစ်သောစိတ်ကိုဆွဲမဲ့မှုနဲ့အတူတကွဖြစ်နေတယ်ဒီစိတ်ကလေးကအဲ့လိုသိရမယ်တဲ့ဆိုလိုတာကဖြစ်နေတဲ့အတိုင်းသိခိုင်းတာပါပဲဒါအလွယ်ကူဆုံးဝါဒနဲ့ပြောရရင်နော်ဖြစ်နေတဲ့အတိုင်းလိုက်သိခိုင်းတာဘာလို့သိခိုင်းတာတော့စိတ်ကိုသိခိုင်းတာနော်နောက်ဆုံးသိစရာကြတော့ तू ကနူးညံ့တယ်ကြဲပြန့်တယ်အဲ့ဒါဘာလို့ဆိုတော့ဓမ္မဟုတ်လားဓမ္မနုပဒနာသတိပဋ္ဌာန်ကသတိပဋ္ဌာန်တရား၄ပါးထဲမှာအကျယ်ပြန်ဆုံးပဲနောက်ခန္ဓာ၅ပါးနဲ့ဟောတာရှိတယ်နိဝရဏတရားတွေနဲ့ဟောတာရှိတယ်ဘုဇင်ပိုင်းမှာဟောတာရှိတယ်အဲ့တော့အကျဉ်းမြင်လေးပြောရမယ်ဆိုရင်ကောင်းနေရင်လည်းကောင်းတယ်လို့သိခိုင်းတာပဲဆိုးရင်လည်းဆိုးတယ်လို့သိခိုင်းတယ်ကောင်းရင်လည်းဘာကြောင့်ကောင်းတာလဲဆိုတဲ့အကြောင်းတရားပါသိရမယ်ဆိုးရင်လည်းဘာကြောင့်ဆိုးတာလဲဆိုတဲ့အကြောင်းတရားတွေပါသိရမယ်နောက်သစ္စာ၄ပါးနော်ရှုခွင်းရှုွက်အဲ့ဒီသစ္စာ၄ပါးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းဓမ္မနုပဒနာထဲမှာပဲအကျုံးဝင်တယ်ဟုတ်လားအဲ့တော့ပြောရင်တာကဘာတော့တတိပဋ္ဌာန်တရား၄ပါးသတိထားခိုင်းတာဘယ်ရာပေါ်မှာထားခိုင်းတာတော့ကိုယ်ဘဝရဲ့ပေါ်မှာကိုယ်ခန္ဓာရဲ့ပေါ်မှာထားခိုင်းတာအဲ့ဒါကိုမှအသေးစိတ်လေးမြတ်စွာဘုရား၄ပိုင်းခွဲပြီးတော့ဟောတယ်အလုံးဝစနစ်ကြပါတယ်နော်ယုတ်ကာယပိုင်းဆိုင်ရာကိုသိဖို့သင်ပေးတဲ့နေရာမှာလည်းပဲတစ်ခုပြီးတစ်ခုစနစ်တကျသူ့အပိုင်းလေးနဲ့သူသွားတာအလွန်ကောင်းတယ်ပထမအဆုံးဘယ်ဟာကိုဟောတာတော့အာနာပါနနောက်ကာယ ानु ပဒနာသတိပဋ္ဌာန်မှာသတိပဋ္ဌာန်တရား၄ပါးမှာကာယ ानु ပဒနာသတိပဋ္ဌာန်ကစတယ်ကာယ ानु ပဒနာသတိပဋ္ဌာန်ထဲမှာမှဘယ်ဟာကစအောင်ဆိုအာနာပါနကစတယ်အဲ့ဒါကိုကစလေးနဲ့တဲ့အဓိပ္ပာယ်ကိုဆောင်းတယ်ဝင်လေထွက်လေကိုလိုက်ကြည့်ခိုင်းတယ်နော်အခုတရားအထုတ်ကြတယ်အဲ့ဒီနီးလေးကိုအဓိကဘုန်းကြီးတို့နော်ဥတည်ပြီးတော့ကြိုးစားကြမယ်ဟုတ်လားဝင်လေထွက်လေရဲ့အရေးပါပုံကိုလည်းပဲဘုန်းကြီးတွေးမိသလောက်လေးပြောကြည့်မယ်သူ့ရဲ့အရေးပါပုံကိုသိမှသူ့ကိုသိရတာလည်းပဲအလွန်အရေးပါပါလားဆိုတော့ဘုန်းကြီးတို့နားလည်မှုရမယ်ပေါ့နော်အဲ့ဒီဝင်လေထွက်လေလေးကိုဘယ်လိုလေးဘုန်းကြီးကစဉ်းစားသိခြင်းတော့ဆိုတော့ဆိုရပါစို့ကျွတ်တို့ဘဝမှာသူဘလောက်အရေးကြီးလဲဆိုတာလေးကိုပြောချင်တာနော်ဒီဘဝလေးရှင်းသန်းနေဖို့အတွက်ဘုန်းကြီးတို့နော်အစာအာဟာရတွေထည့်ပေးရတယ်ဟုတ်တယ်မဟုတ်လားအစာအာဟာရတဲ့ပိုးပြီးတော့လိုအပ်ချက်ကြီးတဲ့နောက်ထပ်အရေဓာတ်ဆိုတာကိုထည့်ပေးရတယ်ရေခဏခဏတောက်ရတယ်ပေါ့နော်အဲ့ဒါဒီထည့်ပိုးပြီးတော့အရေးကြီးတဲ့လိုအပ်ချက်ကဘာဖြစ်နေတော့အောက်ဆီဂျင်ဖြစ်နေတယ်ခဏလေးတောင်ရက်ထားနားထားဆိုင်းထားလို့မရဘူးเนาะအချိန်နဲ့အမျှဒလဇက်လိုအပ်နေတဲ့သဘာဝဒီသဘာဝရဲ့အကြောင်းကိုနားလည်အောင်လုပ်တာတကယ်တမ်းကတရားအထုတ်တယ်ဆိုတာဒီယုတ်သဘာဝနံသဘာဝကိုယ်ဘဝရဲ့အကြောင်းကိုနားလည်အောင်လုပ်တာအဲ့တော့ကိုယ်ဘဝရဲ့အပေါ်မှာဒီဝင်လေထွက်လေဟာဘလောက်အရေးပါတဲ့ဘလောက်ကြီးမားတဲ့အခန်းကဏ္ဍကနေဖြစ်ပေါ်ပြောင်းလဲနေတယ်လေเนาะသူ့ကိုအကြောင်းခံပြီးတော့เนาะဘဝကြီးဟာเนาะဖြစ်နေတဲ့နေရာမှာနော်သူဟာဘလောက်အရေးကြီးတဲ့နေရာကနေအကြောင်းတရားအနေနဲ့အကျိုးကျေးဇူးပြုနေတယ်လေသူ့ရဲ့ပတ်သက်ဆက်ဆက်မှုဟာဘလောက်ကြီးကျယ်နေတယ်လေဒါလေးကိုတွေးကြည့်သေးချင်တာဒါကြောင့်ဝင်လေထွက်လေကိုလိုက်ပြီးတော့ဇွဲကောင်းကောင်းနဲ့စိတ်ရှည်ရှည်နဲ့ကြည်နေမယ်ဆိုရင်တောင်းဘုန်းကြီးတို့ဘဝရဲ့အကြောင်းကိုနားလည်သွားနိုင်တယ်အဲ့ဒီတစ်ခုတည်းနဲ့လူရင်းရောက်သွားနိုင်တယ်ဟုတ်လားကျန်တာတွေလည်းပဲဓမ္မဘုဒ္ဓရာလုံးမယ်လှုပ်ကြည့်မယ်ဆိုရင်လည်းပဲအလွန်ကောင်းပါလေ
သို့တော့ဒီတစ်ခုတည်းနဲ့ကျန်တာတွေကိုလည်းနားလည်သွားနိုင်တယ်အဲ့ဒါကိုလည်းပဲမြတ်စွာဘုရားတခြားသောဒေသနာတွေမှာဒီအာနာပါနကမ္မထံရဲ့အကျိုးကျေးဇူးများပုံကိုဟောတဲ့အခါမျိုးမှာဟောထားတာတွေရှိတယ်ဥပမာအာနာပါနကမ္မထံကိုပြည့်စုံအောင်ပွားများရင်တတိပဋ္ဌာန်တရား၄ပါးပွားများပြီးသားဖြစ်လိမ့်မယ်လို့ဟောထားတဲ့အချက်တွေရှိတယ်တတိပဋ္ဌာန်တရား၄ပါးကိုမပြည့်စုံအောင်ပွားများမယ်ဆိုရင်ဘုဇင်9ပါးပြည့်စုံသွားလိမ့်မယ်ဘုဇင်9ပါးကိုပွားများလို့ရှိရင်ဝိဇ္ဇာဝိမု ക്തി မဲ့ဉဏ်ဖုန်ဉဏ်ပြည့်စုံလိမ့်မယ်လို့အဲ့ဒီထိမြတ်စွာဘုရားဟောတာဒါကြောင့်တခါတလေကြတော့ဘုန်းကြီးတို့ရဲ့စိတ်ကမြတ်စွာဘုရားခိုင်းထားတဲ့ဟာကိုကိုကပြည့်စုံအောင်မလုပ်ဖဲနဲ့နီလန်းပိုင်းဆိုင်ရာများဘာများလိုနေသေးလဲမသိဘူးလို့နီလန်းရဲ့လိုအပ်ချက်ကိုပဲသွားပြီးတော့နော်အပြစ်ရှာမိနေတာမျိုးကိုယ့်ရဲ့လိုအပ်ချက်ကိုမမြင်မဲနဲ့နီလန်းရဲ့လိုအပ်ချက်များလားလို့တွေးမိတာမျိုးရှိမှဆိုလို့အမှန်ကနီလန်းပိုင်းဆိုင်ရာကဒါဘုရားရဲ့ကျေးဇူးကြောင့်ဘုန်းဘုန်းတို့မှာဘာမှအခက်အခဲမရှိလွယ်လွယ်လေးသိခွင့်ရတယ်နီလန်းပိုင်းဆိုင်ရာဘာမှကိုမခက်ဘူးဟုတ်လားလိုက်ပြီးတော့ပုံဖော်ရတဲ့အပိုင်းမှာသာခက်နေတာဆိုရပါစို့ဗျာမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဒါဘုရားပွင့်လာမှပေးနိုင်တဲ့အဆုံးမှအပြည့်စုံဆုံးဆုံးမှပဲတကယ်တမ်းကဒီအဆုံးမှရဖို့ဟာအရန်ခက်ပါတယ်သို့တော်ကျွတ်တို့မှာကအတိတ်ကံကဒီလိုမှန်ကန်တဲ့သာသနာမှန်ကန်တဲ့အဆုံးအမနဲ့တွေ့ခွင့်ရတဲ့အနေအထားလေးမျိုးဖြစ်နေတဲ့အခါကျတော့ဒါကိုကျွတ်တို့ကလွယ်လွယ်လေးရတယ်နော်ဒါပေမဲ့လို့အဲ့ဒါကိုမင်းပုံဖော်ကွာအဲ့ဒီအတိုင်းမင်းနေဆိုတော့တော်တော်ကြီးကိုခတ်သွားပြီဟုတ်လားအဲ့တော့ပြောရင်တာကဘာတော့ကျွတ်တို့ဒီတရားပိုင်းဆိုင်ရာတွေကိုအခြေခံကြတဲ့ပြည့်စုံတဲ့အဆုံးအမတွေကရထားပြီးသားကျွတ်တို့လိုက်နာဖို့ပဲလိုးနေတာဆိုတာကိုပြောကျင်တာပါဟုတ်တယ်မဟုတ်လားမကောင်းမှုရှောင်ဆိုရင်မကောင်းမှုကစိတ်ထဲအထိသူကသွားတာအဓိကစိတ်ထဲမှာဖြစ်နေတာမကောင်းမှုရှောင်ဆိုတဲ့နေရာမှာတည်းမဲ့ကျွတ်တို့ကစာမိုးကကြာနေပြီဟုတ်တယ်မဟုတ်လားကောင်းမှုဆောင်ဆိုရင်လည်းပဲပြည့်စုံအောင်ဆောင်နိုင်တာမရှိဘူးဖြူအောင်စိတ်ကိုထားဆိုတာကတော့အနာမသိနိုင်တာကပဲများဟုတ်တယ်မဟုတ်လားအဲ့တော့အဆုံးအမကောင်းတွေရဖို့ရာကလွယ်ပါတယ်လွယ်တယ်ဆိုတာကိုယ့်ရဲ့ကံကောင်းလို့လွယ်နေတာတကယ်တော့လွယ်တာတော့လည်းမဟုတ်ဘူးအဲ့တော့အခုလည်းပဲဒီမှာအာနာပါနရှုမှတ်ပုံရှုမှတ်နေဟာဘာမှခက်ခဲတာမဟုတ်ဘူးသူကလိုက်တီခိုင်းတာပဲတကယ်ကဟုတ်လားဒါပေမဲ့ဘုန်းဘုန်းတို့ကအဲ့ဒီလိုက်လှုပ်တဲ့အလုပ်လှုပ်ဖို့ကြတော့ခက်တယ်အဲ့ဒါကိုကတကယ်ကိုဇွဲလုံးလဝရိယနဲ့လှုပ်မှာအဲ့တော့ဘုန်းကြီးကစဉ်းစားကြည့်ပါလေနီလန်းကခက်တာနာနီလန်းကမခက်ဘူးဘာခက်နေတာတော့ဆိုတော့ဘလို့တွေ့အောင်ဆိုတော့ဒီစိတ်ကြီးကခက်နေတာစိတ်ကခက်နေတာဟုတ်လားစိတ်ကဘလို့ခက်တာတော့စိတ်ရဲ့ပင်ကိုယ်တဘာဝကဒါကိုစိတ်ဝင်စားတယ်လို့လည်းမရှိဘူးနော်သူကဘလို့တော့မြတ်စွာဘုရားလည်းဖော်ထုတ်ပြပြီးသားပါလေအဘိဓိဋ္ဌကလျာဏီပပစိတ်တနိဝရယေဒန္တဟိကရောတောပုံညာပပတမေရမတိမနောဒါစိတ်ရဲ့တဘာဝကိုမြတ်စွာဘုရားမြင်ပြတာစိတ်ဟာမကောင်းတဲ့နေရာအဓိပ္ပာယ်မရှိတာတန်ဖိုးမရှိတာဒါတွေမှာအလွန်မှပျော်မွေ့တဲ့သဘောရှိတယ်စမ်းကြဲတယ်ဆိုအရန်ကြိုက်ထုဆန်းတယ်ဆိုအရန်ကြိုက်အကျိုးရှိတာမရှိတာဘာမှမရှိစေဘူးနော်သူများမလုံနိုင်တာလုံနိုင်တယ်ဆိုအလွန်ထင်ကြီးဘာတွေကိုကြိုက်လဲဆန်းတာကိုကြိုက်နေတာသူ့ရဲ့ပင်ကိုယ်သဘောလေးဟုတ်လားဒီမှာတော့မြတ်စွာဘုရားမကောင်းတဲ့နေရာတန်ဖိုးမရှိတဲ့နေရာအဓိပ္ပာယ်မရှိတဲ့ဘာမှမဟုတ်တာတွေဆိုရင်အရန်စိတ်ဝင်စားတယ်အရန်မွေ့လျော်တယ်ဒီထဲမှာအလွန်မှပျော်တယ်ထိမ့်ဖို့အရန်ခက်တယ်မကောင်းတဲ့နေရာပျော်တယ်နော်ကောင်းတာကြတော့ဗါလဲတော့အလွန်မှနှေးတယ်တဲ့အဘိဓရိထဗိဓိဋ္ဌကလျာဏီပပစိတ်တန်ဒီပါဒန္တဟိကရောတောပုံညာကောင်းတာဆိုလို့ရှိရင်အလွန်မှနေကိုတဲ့သဘောရှိတယ်ဒါသဘာဝပဲဒီဥစ္စာဘုစုစိတ်ဘဝစိတ်ကိုပြောတာမဟုတ်ဘူးအဲ့တော့ဒီလိုစိတ်မျိုးကဒီလိုလေးနေတဲ့တန်ဖိုးရှိတဲ့အလုပ်မျိုးမှာမပျော်မွေ့နိုင်ဘူးဆိုတာကိုကသဘာဝအဲ့တော့ဒါကိုဘုန်းတော်ကနားလည်ထားရမယ်နားလည်မှရှေ့ဆက်သွားလို့ရမှာ哦အဲ့လိုဆိုရင်ပြင်းတယ်ပြင်းတာကြီးကိုစိတ်ပြက်နေတယ်မှမလို့တာပြင်းတာသဘာဝပဲသူကဒီကိစ္စပြင်းနေကြပဲလေဟောနားလည်ရမယ်နော်အဲ့ဒါမှကိုကဘာတော့ပြင်းလဲလုတ်ပါအောင်ကွာချော့ကြည့်တခါ6ချီတလဲနဲ့သွားရမှာဟုတ်လားချော့တယ်ဆိုတာမပြောတာတော့မင်းဒါလို့ရင်အကျိုးရှိမှာဒါချော့တာမင်းဒါမလို့ရင်တော့ဒုက္ခအကြီးရတွေ့လိမ့်မယ်အဲ့ဒါပါတော့6တာချော့တယ်6တယ်ဆိုတာကနည်းနည်းလေးစကလုံးကပေါ့တယ်လို့ဖြစ်တယ်ချော့တာကတခါတလေကြမ်းဖန်ပြီးတော့မဟုတ်ဘဲနဲ့ရှောက်ပြောတာမျိုး6တာလည်းပဲမဟုတ်ဘဲနဲ့ရှောက်ပြောတာမျိုးတို့အတိပ္ပယ်ကအဲ့ဒါလို့တက်ရောက်နေသေးတယ်အခုဟာက
ချော့တယ်ခြောက်တယ်ဆိုတဲ့စကားလုံးနဲ့ကောင်းတဲ့စကားလုံးရှိရင်အဲ့ဒါကိုရွေးချယ်ပြီးတော့သုံးသင့်ပါတယ်ဒါပေမဲ့ကောင်းကျိုးလေးကိုပြပြီးတော့တိုက်တွန်းရမယ်မလို့ရင်ရရှိမဲ့အပြစ်ကိုပြပြီးတော့တိုက်တွန်းရမယ်ဒီစိတ်ကိုဟုတ်ပြီနော်အတော်ဝင်လေထွက်လေကိုမှတ်တာကနေစပြီးတော့မြတ်စွာဘုရားသင်ပေးတာအဲ့တော့အဓိကကသတိပဋ္ဌာန်တရားပွားတယ်ဆိုတာဘာပဲဖြစ်ဖြစ်အဲ့ဒီဖြစ်နေတာကိုလိုက်ပြီးတော့သိဖို့ကြိုးစားတာကြည့်ဖို့ကြိုးစားတာအဲ့ဒါဘုန်းကြီးကကြည့်တယ်ဆိုတဲ့စကားလုံးလေးကိုပို့ပြီးတော့သုံးကျင်တယ်နော်ဗမာစကားမှာတော့သူကတရားဘာဝနာကိစ္စကိုကြည့်တယ်လို့မသုံးဘူးရှုတယ်လို့သုံးတယ်အဲ့တော့ရှုတယ်လို့သုံးတာလည်းအလွန်ကောင်းတယ်ဘာလို့ဆိုကြည့်တာနဲ့ရှုတာနဲ့ကအဓိပ္ပာယ်ချင်းကအခြေခံကတော့အတူတူပဲဒါပေမဲ့ရှုတာကြတော့ပို့ပြီးတော့ဆွဲဆွဲမြဲမြဲလေးလေးနက်နက်သဘောကိုပို့ပြီးတော့ဆောင်းသွားတယ်ဒီဇိုင်းမတ်မတ်ဒါကိုကြည့်နေတယ်ရှုနေတယ်ကြည့်ရှုတယ်သမန်ငါရှံငါလေးကြည့်တာမဟုတ်ဘူးဒီသဘောကိုတက်ရောက်တယ်နော်ဒါကြောင့်ရှုရမယ်အဲ့ဒါကိုမဟာကြီးဆိုတော့ဘုရားကြီးများကြတော့သူကမှတ်တယ်ဆိုတဲ့စကားလုံးကိုတွင်တွင်သုံးတယ်ဟုတ်လားရသော်ဘုရားဟောတဲ့ဒေသနာတွေထဲမှာဘုံဘုံကအဲ့ဒီကြည့်တယ်ဆိုတဲ့စကားလုံးကိုကြိုက်တယ်ဧထပတ္တိမလောကံစိတ်တံရာဇရထုပမယထဘာလဝိတိရံတိနတ္ထိတင်ကောဝိဇာနတံအလွန်ကောင်းတဲ့ဒေသနာလေးတစ်ပုဒ်ရှိတယ်လာကြမင်းစည်းတဲ့ယထာတစင်းလိုအလွန်မှစမ်းကြယ်စွာဖြစ်ပေါ်နေတဲ့ဒီခန္ဓာတည်းဟူသောလောကကိုအမှန်မြင်အောင်ကြည့်ကြအဲ့ဒီမှာကြည့်ကြဆိုတဲ့စကားလုံးသုံးတယ်နော်ဒီခန္ဓာရဲ့သဘာဝကိုမကြည့်လို့မသိကြဘူးဆိုရင်တော့အဲ့ဒီလူမိုက်တွေကနှိမ့်မွန်းသွားလိမ့်မယ်ခန္ဓာရဲ့သဘာဝကိုမကြည့်ရင်မသိနိုင်ဘူးအဲ့ဒီမသိတဲ့လူကိုပဲမြတ်စွာဘုရားလူမိုက်လို့သုံးတယ်ဒီနေရာမှာအဲ့ဒီလူမိုက်တွေဟာဘဝခန္ဓာကြောင့်မသိတဲ့အတွက်ကြောင့်ဘဝခန္ဓာကိုမမောတယ်မမောတဲ့အတွက်ကြောင့်ဘဝခန္ဓာတွေရတယ်ရတဲ့အတွက်ကြောင့်ဘဝခန္ဓာနဲ့ပတ်သက်တဲ့ပြဿနာမျိုးစုံကိုဖြေရှင်းရတယ်ဒုက္ခမျိုးစုံခံရတယ်အဲ့ဒါကိုပဲမြတ်စွာဘုရားခန္ဓာရဲ့သဘာဝကိုမကြည့်လို့မသိတဲ့လူတွေဟာနှိမ့်မွန်းသွားလိမ့်မယ်လို့ဟောတယ်ဟုတ်တယ်အခက်မသိလို့ရှိရင်သူကနော်အလွန်ဆိုးရတဲ့ဘဝတွေကိုရသွားစေပြီးတော့အကြီးအကျယ်နှိမ့်မွန်းသွားနိုင်တယ်ငရဲကြသွားတာမျိုးအိဆံဖြစ်တာမျိုးနော်ပေတာလောကသားတွေဖြစ်တာမျိုးအကုန်လုံးကဖြစ်နိုင်ကြီးရှိနေတာကြီးပဲဟုတ်တယ်မို့လားအကြီးမားဆုံးအပြောင်းလဲလို့ဘုန်းကြီးခဏခဏသုံးနေတယ်ပေခြင်းတရားအဲ့ဒါနဲ့တွေ့ပြီဆိုတာနဲ့အပြောင်းလဲကြီးကအကြီးကြီးပဲဘယ်လိုပြောင်းလဲသွားမလဲဆိုတာကတော့ကိုယ်စိတ်ထားပေါ်မှာပဲမူတည်တယ်စိတ်ထားကြည့်ရတာလည်းပဲမသေးကြမရေရတဲ့အနေထားမှာပဲရှိသေးတယ်တေးသေးလေးသွားနေတာလို့ပဲမြင်တယ်သဘာဝရဲ့အနေအထားကဟုတ်လားအဲ့ဒါတွေကိုကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တန်ဝေကရစရာကောင်းတာပေါ့အဲ့ဒါမြတ်စွာဘုရားခန္ဓာကိုယ်ကိုအမှန်တိုင်းမြင်အောင်ကြည့်ကြမကြည့်လို့မသိတဲ့လူတွေနစ်သွားလိမ့်မယ်လို့ဟောတယ်ဝိတိရန္တိနစ်မွန်းတယ်လို့ဟောတယ်ဒုက္ခအကြီးကြီးရောက်သွားတာကိုရည်ညွှန်းနေတာနော်ဟုတ်တယ်မဟုတ်လားနစ်မွန်းသွားတယ်ကေလို့တောင်မရတော့ဘူးဒီသဘောမျိုးထိ तू ကမြင်ရမယ်ပေါ့နော်နတ္ထိသင်္ကောဝိဇာနတံတိကြမြင်ကြတဲ့ပုံကိုယ်တွေကတော့ဒီဒုက္ခတွေရဲ့ပုံမှာဘာကန့်ညှိမှုမှမရှိဘူးခုကျွတ်တို့ကဒုက္ခပေါ်မှာဒုက္ခမှမသိတော့ဘာလို့နေတော့ကန့်ညှိနေတာဒုက္ခကကိုယ့်ဘဝတွေကိုကိုယ့်စိတ်ထဲကိုဝင်ပြီးတော့အတင်းလာပတ်သက်နေတာမဟုတ်ဘူးကိုကဒုက္ခကိုဒုက္ခလို့နားမလဲလို့ဒုက္ခတွေကိုဝင်ပြီးတော့ကိုကပတ်သက်နေတာအဲ့လိုမြင်စေချင်တာဘုန်းကြီးကသဘောပေါက်ရဲ့လားဘယ်သူကညှိနေတာတော့ကိုကညှိနေတာကိုကစွန့်နိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါဘာဖြစ်သွားကိုနဲ့ဘာမှမဆိုင်ဘူးအဲ့တော့ကိုကစွန့်နိုင်ဖို့ဆိုတာလည်းမညှိဖို့ဆိုတာလည်းပဲဆင်းရဲမှန်းဘယ်လောက်သိတယ်လဲဆိုတာပေါ်မှာမူတည်တယ်နော်ကျွတ်တို့နော်ဒီဘဝရဲ့ပုံမှာအရာခတ်သိမ်းအားလုံးရဲ့ပုံမှာတွေ့တာကန့်ညှိနေကြတယ်ဆိုတာဒီကိုတွေ့တာကန့်ညှိနေတဲ့အရာရဲ့မကောင်းတဲ့ဆင်းရဲတဲ့သဘာဝကိုမသိလို့ပဲတကယ်တမ်းကဟုတ်လားဒါကြောင့်ဘုန်းကြီးကအခုတလောခဏခဏထက်ကပြောပြနေတဲ့စကားတစ်ခွန်းရှိတယ်နော်သာသနာကိုအလုံးမတဲ့လူတွေကချစ်မြတ်နိုးကြတယ်လို့ပြောတယ်နော်သာသနာနဲ့တွေ့ရတာတွေ့ရခဲ့တယ်တွေ့တုံးလေးမှာဘယ်လိုပြောကြတာရှိတယ်အဲ့ဒါဘုန်းကြီးကဘယ်လိုလေးပြောမိတော့ဒီသာသနာနဲ့တွေ့တဲ့အချိန်မှာအရေးကြီးဆုံးကဘဝကိုဆင်းရဲလို့သိဖို့ပါလို့ပြောတာအဲ့ဒါကိုရည်ရွယ်ပြီးတော့ပြောတာဘဝကိုဆင်းရဲလို့သိရင်သိသလောက်ဘာလို့မကန့်ညှိဘူးလောဘနဲတယ်ပေါ့ကန့်ညှိမှုနဲတယ်လောဘနဲရင်နဲသလောက်ဒီလူသက်တာမှာချမ်းသာမှာပဲဒါပဲချမ်းသာခြင်းဒီကိုအဲ့ဒီနီးလန်းကလွဲလို့အဲ့ဒီလန်းကသွားလို့သွားဖို့အတွက်တခြားလန်းရှိကုန်မရှိဘူးဒါပေမဲ့ကျွတ်တို့မှာတခြားလန်းတွေရှိတယ်လို့စိတ်ကသတင်းမှားတွေပေးနေတာတော့ရှိတာပေါ့အဲ့ဒါတွေကိုလည်းယုံရင်လည်းယုံနေကြတာပေါ့ယုံလို့လည်းပဲလိုက်ပြီးတော့လုံနေတာပေါ့နော်ဟုတ်လားဒီပြင်နီးနဲ့
ဆင်းရဲနေသွားလိမ့်မယ်ချမ်းသာမှုရနိုင်ကောင်းတယ်လို့ထင်နေတာလေးတွေရှိပါလိမ့်မယ်ပုထုဇဉ်သဘာဝဟုတ်တယ်မဟုတ်လားတကယ်ကတော့လောဘကိုယွတ်နေစေတဲ့နီလန်းကိုကျင့်သုံးခြင်းကလွဲလို့ချမ်းသာမှုရစေမယ်နီလန်းဆိုတာမရှိဘူးချမ်းသာမှုရစေမယ်နီလန်းလို့သုံးတာထက်ဒုက္ခငြိမ်းစေမယ်နီလန်းလို့သုံးတာကပို့ပြီးတော့တိကျတယ်ဟုတ်လားလောဘကိုယွတ်နေသွားစေမယ်နီလန်းကလွဲလို့ဒုက္ခကိုဘယ်နီလန်းထဲမှာလျှော့လို့မရဘူးအဲ့တော့လောဘကိုဘယ်နီလန်းကယွတ်နေစေမှာလဲဆိုရင်ဒုက္ခကိုဒုက္ခလို့မြင်အောင်လုပ်တဲ့နီလန်းကသာလျှင်လောဘကိုယွတ်နေစေမှာအဲ့တော့ဘုန်းကြီးပြောရင်တာကမများဘူးဒုက္ခကိုဒုက္ခလို့တကယ်သိလို့ရှိရင်လောဘနေမယ်လောဘနေရင်ဒုက္ခနေမယ်ဒီလိုသွားတာနော်ဘယ်ကနေဒီစကားတွေကဆက်သွားတာတော့ကြည်တာကိုပြောတာနော်ကြည်စေခြင်းဒါမြတ်စွာဘုရားနော်တရားအထုတ်တယ်ဆိုတာဘာလို့တာတော့ကိုယ်ခန္ဓာကိုယ်အမှန်တိုင်းမြင်အောင်ကြည်တာမကြည်လို့မသိရင်နှင်မွန်းသွားလိမ့်မယ်ကြည်လို့သိတဲ့ပုံကိုယ်တွေကကန့်ညီမှုမရှိဘူးအဲ့ဒီကနေသွားတာနော်ကန့်ညီမှုမရှိမှတကယ်ဒုက္ခငြိမ်းမှလွတ်မြောက်မှအဲ့ဒီသဘောကိုပြောတာဟုတ်ပြီအဲ့တော့ဘုန်းကြီးခုတရားဟောတာမိနစ်90ကျော်သွားပြီနော်တရားအတန်ဖမ်းတာစစချင်းကမဖမ်းလိုက်ရအောင်အဲ့တော့ပြနေတဲ့မိနစ်ကိုဘုန်းကြီးကအမှန်တင်နေတာအမှန်နည်းနည်းကြာသွားပြီနော်တရားစကားပြောတာနည်းနည်းကြာသွားပြီဒါပေမဲ့အကြောင်းအရာဘယ်နှမျိုးတော့2မျိုးနော်တရားအထုတ်ခြင်းကြောင့်ရရှိမဲ့အကျိုးကျေးဇူးယုံကြည်မှုထက်သန်မှုပြောတာဟုတ်ပြီနော်တရားဘယ်လိုအထုတ်မလဲဆိုတာကိုဒုတိယပိုင်းမှာပြောပြတာတရားဘယ်လိုအထုတ်မှာလို့ဒီလူတွေအထုတ်တတ်ပြီးသားလူတွေလို့ဘုန်းကြီးကယုံကြည်လို့နော်ဘယ်လိုလေးလုပ်ဆိုတာကိုအသေးစိတ်မပြောပါဘူးဒါပေမဲ့တရားထိုင်ကနေမှာတော့နည်းနည်းလေးပြောမယ်ပေါ့နော်အခုကတော့မြတ်စွာဘုရားဟောထားတဲ့မဟာသတိပဋ္ဌာန်သုတ်တံကိုပဲနော်အရက်သုံးစကားလေးတွေနဲ့နားလည်လွယ်အောင်ရိုးရှင်းရှင်းလေးပြောကြည့်တာဟုတ်လားဒါကြောင့်တရားဘာဝနာအလုပ်ကိုကြိုးစားအထုတ်ပြီးတော့နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်း